안녕하세요. 주라메. 아우네들이 만나면 저는 관리 체제 섭리 시스템이 상하야만ဖြစ်ပါတယ်. 이제죠. 디게스도 때라바로 저는 큰주제 마시고. 저니도서에 디게스도 루미안의 티티후 슈를 해보래. 아두가 아카나 상하야후가로 누구 파소이만 그래야 되는 거는 현자라를 표죠. 두 안에서는 상하야면 아니야시 아니 타고 드디타비로 상하야면 소라가로 어떤로 저너로의 장관 원한이요. 비내단 그냥 윤의 공리냐 나를 비다 싶어요. 디니 타보마에 라이나 상하야자마 싶어요. 애도죠. 그 디피스마 이디 애도죠. 아비마 표현을 해서라도 저너의 현자절에 저너로의 현자절에 뭐 호보고 다 저너로가로 저너로 지만의 리포트로 시바래. 저너로 리포트 마가로 코미디가 내비로 다이아 등장공을 도와비로 저주고 표현을 요래가 오면 소리요. 부두가 다운 카마래 미래 카마 부두마 다운 카나에 아니타 내비로 이렇게 되는 신이게를 저너 안에 자디 잡아래. 디보마 디 요의 앞에만 저주라이를 쓰라가 저너로의 현자절에 마시바고 그두이 정 뒤로 필요해서 저는 마티바고 계속 하는 야디가로 하면서 등장해요. 저주야매 루티드무 안에서는 상야만 싶어래. 디랑키마 부두리야 때라래 부두가 다운 칸라래서 저너 시드진 마야바고 저너로 소소 아냐이 세고 봐래. 부두가 때라래 때라래 누가서 저너 관리 태야만 싶어래. 그것이만 저너 뛰어들어 따라들어 좀 영화로 뛰. 디루리 베니아 원래 저너로 못디고. 하나라우티 시도하면 저너로 못디고. 저너 나마 디시신을 자로마 소셜 미디어에တက်လာတော့ 저너래ဘယ်လိုဖြစ်လို့အဲ့လိုဖြစ်တာလဲဘယ်သူကတင်လာတာလဲဘယ်သူတောင်းခံလဲမိတဲ့ခါကျတော့တောင်းခံတဲ့လူလည်းမပါဘူးဒါတဲ့လေဟာတယ်လာပြီးတဲ့သူတော့လည်းပြန်ထွက်သွားပြီဆိုရှင်ပါကျွန်တော်တို့ဖို့ဒီဘက်ဖြစ်စဉ်ရတစ်ခုဟိုဘက်ကသွားတဲ့သူတွေကစဘယ်လောက်ထိထိတယ်လဲဆိုစိတ်ပူရတဲ့အနေအထားရှိပါတယ်ဒါကြောင့်ခုနကကျွန်တော်တို့ဝန်ကြီးပြောသလိုပဲဒီဖြစ်စဉ်ပေါ်မှာဘယ်သူမှထိခိုက်နေတာတွေရဲ့ရည်ရွယ်ချက်ဘယ်သူမှမရှိဘူးလို့ကျွန်တော်ကတော့ယုံကြည်လက်ခံထားပါတယ်ဆောင်ရွက်ရခြင်းရဲ့ရည်ရွယ်ချက်ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့လူပုဂ္ဂိုလ်တွေအားလုံးကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့လူတွေအားလုံးထန်တနာမှာရှိတဲ့လူတွေအားလုံးကျွန်တော်တို့မမြင်ရသော COVID-19 ကူးစက်မှုထောင်ကိုမခံရအောင်တော့အတတ်နိုင်ဆုံးအများကြီးသူပေါ်မှာစေတနာနဲ့ခိုင်တိုင်းနဲ့ဆောင်ရွက်တာဖြစ်မယ်လို့ကျွန်တော်ကတော့အခုချိန်ထိဒီလိုပဲနားလည်ထားပါတယ်ဒီအပြင်မှာပြုတ်လိုက်တဲ့ကိစ္စကိုတော့ကျွန်တော်တို့လည်းညွှန်ကြားချက်မရှိပါဘူးဒီကနေ့နောက်မှမီဒီယာတွေပေါ်မှာတက်လာတဲ့ကိစ္စပဲဖြစ်ပါတယ်เนาะအဲ့ဒါလေးတော့ကျွန်တော်အဲ့လိုဖြေချင်ပါတယ်ကျွန်တော်ထပ်ပြီးရှင်းတာရှိတယ်ခုနပြည်နေမှုပြောလို့ကျွန်တော်လည်းရှင်းသွားတာပေါ့နော်သူ့ဘက်ကလည်းပြည်နေမှုကမကြိုက်ဘူးဆိုပြီးတော့ငင်းခဲ့တာပေါ့လေအဲ့ဒါကြောင့် line ပေးမှလို့မြှုပ်ထားတယ်ဆိုတော့တော့တက်ရောက်တာပေါ့နော်ဒါပေမဲ့ဒီပြည်နေမှုကလည်းပြန်ရှင်းတော့အမင်းရှင်းသွားတာပေါ့ကျွန်တော်တို့ကဆိုလိုတာကဒီလို dead body ဒီလူစုလူဝန်းနဲ့ထိတွေ့မှုမရဘူးဒါကတော့ကျွန်တော်တို့ကတော့ပြောရမယ့်ကိစ္စဖြစ်ပါတယ်တကြုံမှုစီအမြန်ဆုံးဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါကိုခုနကပြောတယ်ကျွန်တော်မကြိုက်ဘူးဆိုတဲ့ဥစ္စာဒီပြည်သူလူထုနဲ့ထိတွေ့မှုတော့လုံးဝဖြစ်လို့မဖြစ်စေလို့ဒါပဲပြောတာပဲကျွန်တော်ပြောတာတင်ပါဟုတ်ကဲ့ပြီးရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်ဆွေးရအနေနဲ့ဘယ်လိုပုံစံနဲ့စုံစမ်းစစ်ဆေးဖို့အစီအစဉ်ရှိလာပေါ့နော်ဗာဒီလောက်ဖို့ရှိတယ်လေပြီးရင်ဒီကျွန်တော်တို့ထန်တလန်ဘက်ကဒီအစည်းအဝေးမှာပြောတဲ့အချိန်မှာမင်းတို့ချင်းဒီပိုင်းဆိုပြီးတော့ဒီအောက်ချွေးမှုကနေပြောတဲ့ဟာတွေရှိတယ်အဲ့လိုမျိုးဒီမင်းတို့ချင်းဒီဆိုတဲ့သုံးတဲ့စကားလုံးဒီကရောအမေ report မှာတော့မတက်ပေမဲ့လေဖြစ်နေကြကိစ္စလို့ဖြစ်တော့ဘယ်လိုပုံစံချင်းပြည်နယ်ဆွေးရဘက်ကနဲ့စုံစမ်းစစ်ဆေးဖို့လောက်ဖို့အစီအစဉ်ရှိလဲဆိုတာသိချင်တယ်ပြောကြတဲ့အချင်းမှာဒီဆရာတို့ကတရင်ချက်လက်တွေမရဘူးဆိုတော့ပြည်နယ်ဆိုရရဲ့ပေါ်ဆမှုလားမဟုတ်ဘူးဆိုရင်ဘာဖြစ်လို့ဒီတရင်အချက်လက်တွေမရတာလဲပေါ့နော်ဘာဖြစ်လို့ဆိုဂိတ်အားလုံးကဖြတ်ရတယ်အဲ့ဒါတွေအားလုံးကလည်းပြည်နယ်ဆိုရရဲ့ဒီလက်အောက်
ရှိနေတဲ့ကိစ္စဖြစ်နေတယ်ဘာဖြစ်လို့ဒီကိစ္စမကြရတဲ့အဖြစ်ဘာဖြစ်လို့ဒီ information gap ကရှိနေရတဲ့အကြောင်းရင်းနောက်ပြီးတော့ဒီကျွန်တော်တို့ကြားသိသလိုဆိုရင် CB ဥပဒေမှာတူတန်ဟုတ်တယ်တူတန်မှာပါလေဘာမှလိုလေ တတ်မှတ်တဲ့နေရာမှာ တင်းချမ်းပုံမှာပါတကြိုရမယ်ဆိုတဲ့ဟာပါတယ်အဲ့ဒီမှာမတကြိုဘူးဆိုရင်ဒါဥပဒေအရေးယူလို့ရတယ်လို့ကျွန်တော်တို့သိထားရတယ်ဒီကိစ္စပုံမှာချင်းပြည်နယ်အစိုးရအနေနဲ့ဒီဥပဒေမလိုက်နိုင်မှုပုံမှာဘလို့ဆက်လက်ပြီးတော့ဆောင်ရွက်တော့ဖို့စီစဉ်ရှိတယ်ပေါ့ဒီဥပဒေကျွန်တော်တို့တိတိကျကျမှာပဲဒီလူကြီးချုပ်ကနေဒီလက်ရှိဂိမ်းမှာမြုပ်ထားတဲ့ဥစ္စာလိုက်ပေါင်းလုံးဂိမ်းမှာမြုပ်ထားတဲ့ဥစ္စာဒါမသိတော့ဘူးအဲကြောင့်မျိုးဘွားတွေနဲ့မိသားစုတွေရဲ့လိုအပ်ချက်ရာတင်းချမ်းကိုမြုပ်ပါဆိုတဲ့ဟာကိုတိတိချင်းပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဘာကြောင့်အစိုးရအဖွဲ့ကမသိရဘူးလဲဆိုတော့အစိုးရအဖွဲ့ရဲ့အောက်မှာခရိုင်ရှိတယ်မြို့နယ်ရှိတယ်ဆိုတော့အခုဒီဖြတ်တန်းတဲ့ကိစ္စတွေအားလုံးကမြို့နယ်အုပ်ချုပ်မှုတွေကလုတ်သွားတာဖြစ်တယ်နော်ဆိုတော့ထန်တလန်ကနေအဆက်အသွယ်ရလိုက်တယ်ဟာခါကနေအုပ်ချုပ်မှုတွေအဆက်အသွယ်ရတဲ့အချိန်မှာသူတို့ကတော့ဘာလဲပုံညာမှာရောက်ပြီးအဲ့ဒီကဖြတ်လာပြီဆိုတော့အဲ့လိုမျိုးသူတို့တော့သိလိုက်တယ်ဒါပေမဲ့သက်ဆိုင်ရာဒီဘက်ကပြည်နယ်အဆင့်ကိုဗစ်ကော်မတီတွေဒီအစိုးရအဖွဲ့ကိုသူတို့ကအကြောင်းမကြားဘူးဖြစ်မှကျွန်တော်သိလိုက်တာနော်ဆိုတော့သူတို့ကလည်းပြောရတော့မြို့နယ်မှာလည်းမြို့နယ်အဆင့်နဲ့သူလုပ်ပိုင်ခွင့်နဲ့သူကဖြတ်လိုက်တာပေါ့ခရိုင်ဆိုလည်းခရိုင်အဆင့်နဲ့တော့သူဖြတ်လိုက်တာရှိတယ်တချို့ကိစ္စတွေကပြည်နယ်ကမသိဘဲနဲ့တောင်ကိစ္စတွေကပြီးသွားတာရှိတယ်နောက်ကားတွေဆိုတာလည်းဒီတစည်းလေးဝင်တာမဟုတ်ဘူးလေကားတွေကအမြောက်များတနေ့နေ့ကိုဖြတ်နေတယ်ဝန်ထမ်းကားတွေရှိတယ်ပုတ်လေးကကားတွေရှိတယ်အဲ့လိုဖြတ်တဲ့အချိန်မှာစစ်ဆေးတဲ့မျိုးတွေကိုစစ်ဆေးတယ်ပြီးလို့ရှိရင်စာရွက်စာတမ်းပါတယ်အခုနဟာခါကဖြတ်သွားတာဘာကြောင့်ဖြတ်လို့ဆိုတော့ဒီတန်ယုံကစာပါတယ်နောက် dead body အဲ့ဒီတည်ယူတဲ့ဥစ္စာတွေပါလာတဲ့အတွက်သူကဒီဟာခါတော့သူတို့ပေးလိုက်တာပေါ့နော်မရဘူးသူတို့ထွက်သွားတာဟိုဘက်ရောက်တော့လေသူတို့ကတော့အခုနမရောက်ခင်မှာဒီကိုဗစ်ကော်မတီမြို့နယ်အဆင့်ကိုဗစ်ကော်မတီနဲ့နောက်ဆရာတော်တွေနဲ့ရမီရပါတချို့နဲ့တိုင်ပင်ပြီးတော့အဲ့ဒါဆိုတော့တင်ကြမျိုးထဲကတော့ဖြတ်လို့မရဘူးဆိုတဲ့အတွက်ဒီလိုဆုတ်ဖြတ်လိုက်တာဖြစ်တယ်ပြည်နယ်ကမသိဘူးဆိုတာကအစစ်စစ်ပေါ့နော်မြို့နယ်ကနေခရိုင်ကနေပြည်နယ်မြို့နယ်ကနေပြည်နယ်ဒီလို direct ပြောရတော့သိတာပေါ့အခုကဖုန်းနဲ့ရှိတယ်ဒါပေမဲ့သူ့လောက်ပိုင်ခွင့်ပေါင်တွေကနေသူကတခါတည်းကိုသူ့အပိုင်နဲ့လှုပ်လို့ရတယ်ဆိုရင်ဖြတ်လိုက်တာအဲ့မှာနည်းနည်းလေးလွဲသွားတယ်ပေါ့နော်လွဲသွားတာဆိုတော့ကျွန်တော်တို့ကသိလိုက်မယ်ဆိုရင်လည်းဝင်ကြိုသိလိုက်မယ်ဆိုရင်ဒါတော့မဖြစ်သင့်ဘူးဆိုပြီးချက်ချင်းကိုတုံ့ပြန်ပါအခုလည်းသိတဲ့အချိန်မှာစပြီးတော့တင်ချမ်းကိုပို့လိုက်ဆိုရင်ဖြတ်လိုက်တာဖြစ်ပါအစိုးရဖွဲ့နေတယ်နော်ဆိုတော့စုံခုံလုံးနဲ့ဟိုအမျိုးဆိုတာကအခုနလူငယ်တွေတောင်းဆိုတဲ့အထက်မှာလည်းပါပါတယ်ကျွန်တော်အခုနလည်းရှင်းပြပြီးပါပြီဟို independent inquiry ဆိုတာမျိုးကတော့တော်တော်ကိုနိုင်ငံတော်အဆင့်လောက်ရတဲ့ဟာမျိုးဖြစ်တယ်ဒီဟာကလုံးသိနေဆိုရင်တော့ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ဒါတိုင်ပင်ပြီးတော့ပြန်လုပ်ပါလိမ့်မယ်နော်ဝင်ချုပ်ကလည်းအခုလေးနဲ့ခဏလေးပဲဒီအရေးကြီးကိစ္စတွေဖြတ်ပြီးမှအခုခရီးပြန်ထွက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတော့တိုင်ပင်ပြီးမှပြန်လုံးသိနေတဲ့အတိုင်းဒါတော့ကျွန်တော်လုပ်ပါမယ်နော်ဟုတ်ကဲ့အဲ့လိုပဲခုနကျွန်တော်မြေခွန်းထဲမှာဒီတကြံကုန်းကိစ္စဖြေကြားပေးလို့ရမှာတကြံကုန်းကိစ္စကဒီကျွန်တော်တို့တိထားသလိုဆိုရင်ဒီတကြံကုန်းမှာမတကြိုဘူးဆိုရင်ဒါ CBN ဥပဒေရရေးဖို့လို့ရတယ်ပေါ့နော်ဘာဖြစ်လို့ဒီတာဝန်ရှိပုဂ္ဂိုလ်တွေကအဲ့ဒီရှိထားရတာနဲ့ဘာဖြစ်လို့တကြံကုန်းထဲမပို့ဘဲနဲ့လမ်းဘေးမှာတကြိုရတယ်အဲ့ဒါကြောင့်အခုနမြို့နယ်အဆင့်မှာဒီမြို့နယ်အဆင့်ကိုဗစ်ကော်မတီကလည်းယောဂပေါ့နော်ဒီကိုဗစ်ယောဂကလည်းအခုမြောက်ပိုင်းမှာလည်းကျွန်တော်ဖြစ်တယ်တောင်ပိုင်းမှာလည်းဖြစ်တယ်အခုဒီမင်းတပ်မှာလည်းအများကြီးဖြစ်တယ်ဒီကြားမှာလည်းအခုမြို့တိုင်းမှာပေါ်နေတယ်အခုစစ်သမျှအဲ့ဒါကိုထိန်းချုပ်နိုင်အောင်ဆိုတော့သူတို့ကလည်းလွန်ကဲတယ်ပေါ့နော်တိတိကျလုပ်ပြီးတော့လုပ်လက်အတွက်ဆုံးဖြတ်ချက်မှားသွားတာပေါ့နော်ဆိုတော့တိတဲ့အချိန်မှာတော့အခုကျွန်တော်တို့ဘာပဲပြောအုပ်ကူထဲမှာကျွန်တော်တို့ချင်းလူမျိုးဒီလေးစရရပါတော့အုပ်ကူထဲမှာစနေကြနဲ့မြုပ်နိုင်အောင်တော့မနေ့ကပြောတဲ့ထဲမှာဂုံတိခါရှိနဲ့တင်းချမ်းမှာမြုပ်နိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့စီစဉ်ခဲ့တာပါချစ်တိတဲ့အချိန်မှာစတီဆောက်လိုက်တယ်
ကျွန်တော်တို့မသိလိုက်တဲ့ချိန်မှာတော့အခုနမှားသွားပြီပေါ့မှားသွားတဲ့အတွက်ကိုလည်းဟိုနမိဘတွေဆွေမျိုးတွေနောက်တောင်ရှိတဲ့လူတွေနဲ့လည်းဆွေးနွေးပြီးတော့မှဒါမြို့နယ်အဆင့်ကနေပြီးတော့ကျွန်တော်မနေ့ကမရောက်ခင်လေသူတို့မနက်ပိုင်းကလည်းတစ်ခါဒီဆွေးနွေးပြီးတော့မှဒီပြေလေးဖြောက်တောင်းပန်ခဲ့ပြီးပြီမနေ့ကကျွန်တော်အစိုးရအဖွဲ့ကိုစားလဲဒီဥပဒေချုပ်တို့နဲ့ကျွန်တော်တို့ကိုယ်တိုင်အတူရင်မှုတို့နဲ့တောင်းရှိသူတွေတွားပြီးတော့လဲဒီမနေ့ကရှင်းလင်းပြီးတော့မှအတိုင်းတာတစ်ခုတော့ကျွန်တော်တောင်းပန်ခဲ့ပြီးပြီနော်အဲ့ဒီပုံမှာလဲမနေ့ကမိဘတွေအနေနဲ့တော့ခံစားရတာပေါ့နော်ကျွန်တော်လည်းဘာပြောဒီဖြစ်စဉ်ကြီးကတော့မဖြစ်သင့်ဘူးဆိုတာလေသိတဲ့အချိန်မှာကျွန်တော်စဉ်းစားတယ်ကျွန်တော်တို့ဒီတာဝန်ရှိတဲ့လူတွေသိလိုက်မယ်ဆိုလဲကျွန်တော်တို့မြို့နယ်အဆင့်ကိုဒီလိုဆိုရင်ဒီလိုနီလာနဲ့မရှိဘူးလားဟလာနီလာတစ်ခုနဲ့တင်ကြရအောင်ကျွန်တော်တို့လုပ်ပါမယ်နော်ဆိုတော့အခုနဟာကတော့အခုနဆံဝင်ကြီးရှင်းပြတယ်လို့ပဲဒီ dead body ဖြစ်တဲ့အတွက်မြန်လူနဲ့မထိတွေ့ပဲနဲ့ဟိုပါပေါ့မြေကြီးတဲ့ကိုမြန်ချနိုင်အောင်ဆိုတော့ရေရွှေနဲ့ချက်ချင်းလှုပ်လိုက်တာမျိုးဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဘက်ကဖြစ်နေတာတော့တိတဲ့အချိန်မှာတော့ကျွန်တော်တင်ကြိုင်းကိုရအောင်ပို့လိုက်ပြီးအဲ့ဒီပုံမှာတော့ဟိုနားလည်လိုက်မယ်လို့ထင်ပါတယ်နော်ဟုတ်ဒီလိုမျိုးဒီလမ်းဘေးမှာတူတဲ့အတွက်ပေါ့နော်ဒီကာယကံစင်မီတာဆုပ်တဲ့ကိုချစ်ပြီးဆွေးရနေတဲ့ဒီဘယ်လိုပြောမလဲတောင်းပန်တဲ့အနေနဲ့ဗာများလုပ်ဖို့ရှိလေဆိုတာသိချင်တယ်ဒါမြို့နေစင်းတဲ့ဖြစ်နိုင်တယ်ချစ်ပြီးဆွေးရစင်းတဲ့ဖြစ်နိုင်တာပေါ့နော်ကျွန်တော်တို့ကမနေ့ကကျွန်တော်တို့ပြည်နယ်အဆင့်မရောက်ခင်မှာကိုကျွန်တော်တို့မသွားသေးတဲ့အချိန်မှာကိုဟိုမြို့နယ်အဆင့်ကဟိုပုံကိုယ်တွေနောက်တောင်ရှိတဲ့လူတွေနဲ့သွားပြီးတော့မြို့နယ်အုပ်ချုပ်ရေးရောနောက်မြို့နယ်ဆရာဝန်ကြီးရောနောက်ကျန်တဲ့ဘာသာရေးဆရာနောက်ရမီရဖအဖွဲ့တွေနဲ့မိဘတွေကတော့သွားပြီးတော့ဒီအခြေအနေကိုရှင်းပြပြီးမှတောင်းပန်ခဲ့ပြီးပါနောက်ပြီးတော့ဒီမိသားစုရဲ့ဟိုအတွက်ကိုလည်းကျွန်တော်ချစ်ပင်နေဆိုအဖွဲ့ကနေပြီးတော့ဒီထောက်ပံ့တာပေါ့လေလိုအပ်တာလေးဟို3ဘိုးဆိုငွေ3သိန်းလဲကျွန်တော်တို့ထောက်ပံ့ခဲ့ပါတယ်ခင်ဗျငွေကတော့မများပါဘူးဒါပေမဲ့အတင်းပေါ့နော်အဲ့ဒီအပြင်ကိုကျွန်တော်တို့ဟိုကျန်တဲ့နေရာပေါ့ဒုသမရကြီးကလည်းပတ်စံထောက်ပံ့တာရှိတယ်ကျန်တဲ့လူတွေထောက်ပံ့ပြီးမိသားစုနှစ်သိန်းတာပေါ့နော်နှစ်သိန်းတယ်ဒါပေမဲ့ဒီဖြစ်စဉ်ဖြစ်သွားတော့ကတော့ဘယ်သူမှဒါစိတ်ထဲမှာတော့ပြပြလေးမဖြစ်ပါဘူးနော်ဆိုတော့ကျွန်တော်တို့အနေနဲ့လည်းမနေ့ကကျွန်တော်တို့သွားတယ်ဆိုတာမိဘတွေသူတို့တောင်းပန်တာပေါ့မနေ့ကကျွန်တော်အခမ်းအနားနဲ့လူအများရှိမှကျွန်တော်တို့တောင်းပန်ခဲ့တာပေါ့ဒီဖြစ်စဉ်ကတော့မှားသွားပြီနောက်အလားတူမဖြစ်အောင်ကျွန်တော်တို့လုပ်မယ်နောက်တင်းချိုင်းမှာလည်းကျွန်တော်မြုပ်လို့ရအောင်လုပ်မယ်အခုနမျိုးပါတွေရောနောက်ပြီးတော့ဒီလူငယ်တွေရောဘာသာရေးဆရာတွေပါနိုင်အောင်ဒီကိုဗစ်ကော်မတီပေါ့မြို့နယ်အဆင့်မှာလည်းကျွန်တော်ထပ်တိုးရှင်းပြီးဖွင့်ပြမယ်လို့လည်းမနေ့ကပြောပြတယ်သူတို့တောင်းဆိုစရာအားလုံးကိုကျွန်တော်မပန့်ဖို့စရာမဖြစ်ပြီးစရာဘာမှမရှိဘူးမနေ့ကကျွန်တော်သွားတာဒီအစိုးရဖွဲ့သွားတာဆိုတာတောင်းပါဖို့မိသားစုတွေကျင်တတ်ဖို့နှစ်သိမ့်ဖို့သွားတာပဲเนาะကျွန်တော်တို့အဲ့လိုပြောချင်တယ်ဆိုတော့နောက်တစ်ခုကဒီဟာကအခုနအကြောင်းအရာတစ်ခုကြောင့်ကိုဗစ်ကိုထိန်းရင်းနဲ့ဖြစ်သွားတာနောက်ဟိုတကယ်လို့များယောဂပါခဲ့တော့ဒီအခုထပ်လာမျိုးပေါ်မှာလူရ8000ကျော်လောက်ရှိတယ်8000ရဲ့ဟိုပါပေါ့အတန်အန္တရာယ်ယောဂဒါလေးတွေကတော်တော်အရေးကြီးတဲ့ကိစ္စအခုကဒီထိတွေ့မှမဟုတ်ဘဲနဲ့မထိတွေ့ဘဲနဲ့လည်းဖြစ်နေတာတချို့နေရာတွေမှာယောဂကအဲ့လိုမျိုးဖြစ်တဲ့စိုးရင်လွန်အားကြီးလို့ဖြစ်သွားတာတော့ထပ်လာမျိုးကနေပြီးတော့ဒီဟာဖြစ်သွားရင်နောက်တနေရာမပြတ်ဘူးလို့ပြောလို့မရဘူးထင်းချုပ်တဲ့နေရာမှာဟိုကျွန်တော်ကတော့မနေ့ကတော့ပြောပါသေးတယ်ဟိုဒီမြို့နယ်ကိုမြို့နယ်အထဲမှာတော့ထပ်လန်ကတော့စံပြပဲဒီကိုဗစ်စဖြစ်ကြတဲ့ထင်းချုပ်တာပေါ့ဝင်လို့မရထွက်လို့မရတော်တော်တင်းတင်းကျပ်နဲ့လုပ်တယ်ဒါကိုလည်းကျွန်တော်တို့တစ်ဖက်ကစဉ်းစားရင်တော့ကြီးစိုးတော်တရားမဲ့ကိစ္စဒါပေမဲ့အခုလူမျိုးရေးကိစ္စနဲ့ကျွန်တော်တို့ရဲ့မြို့နယ်စုတွေရဲ့ရည်ကြည်မှုနဲ့ကြတော့နည်းနည်းလေးဟိုစန့်ကျင်ဘက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့ဒီကိစ္စကတော့ကျွန်တော်ဒီမီဒီယာကလည်းသိစေချင်တာဒါကျွန်တော်ချင်းလူမျိုးမလို့ဒါဟိုစော်ကားပြီးတော့လုပ်တဲ့ကိစ္စလည်းမဟုတ်ဘူးနောက်ပြီးတော့တခါဒီမိသားစုကိုနင်းနာစေချင်တဲ့ဆန္ဒလည်းမဟုတ်ဘူးကိုဗစ်ကိုထိတ်ချုပ်ရင်းနဲ့အဲထိတ်ချုပ်မှုတစ်ခုပေါ်မှာဖြစ်သွားတဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်ချစ်ဖြစ်တဲ့ဆိုရလည်းတိချင်းမှာလိုအပ်တဲ့ဟာတွေနောက်ကလိုက်ပြီးတော့ဖြည့်ရှင်းတယ်ဟိုတောင်းပန်တယ်ဒီလိုလေးတွေတော့လုပ်ပြီးသားပါနော်ဒါကိုလည်းအခုကပြည်တွင်းပြည်ပကလည်းအားလုံးဟိုဒီဟာကိုစိတ်ဝင်စားပြီးတော့လုပ်ကြတာဖြစ်တဲ့အတွက်ကျွန်တော်လည်းတောင်းပန်တယ်ကျွန်တော်ချစ်ဖြစ်တဲ့ဆိုရဘာလို့မရှိသေးလဲဆိုတော့နောက်တစ်ဖြစ်လာတဲ့ဟာလိုအပ်ချက်ရှိတာကိုအခုဖြစ်စီပေးမယ်ကျွန်တော်နေတယ်နော်ဒီအဲ့လိုလေးတော့ပြောချင်ပါတယ်နော်ဟာအခုနလိုအမျိုးသားရေးကိုစော်ကားတာတို့ဟလာဒီဘာသာရေးကိုစော်ကားတာတို့ဟိုလိုမျိုးဒီလိုတော့မထင်စေချင်ဘူးဒီမလိုအပ်ပဲနဲ့ဒီအမိုက်ကစပြတ်သက်မိလား
ဒီလိုတိတိလေးကနေပြီးတော့အများကြီးအကြီးကျယ်ကြီးမဖြစ်စေချင်ဘူးကျွန်တော်တို့ကကြီးတဲ့မှုကိုငယ်တဲ့မှုကိုပျောက်စေဖို့တို့လို့ကျွန်တော်တို့ကဒီပြည်နယ်ကိုအုပ်ချုပ်တယ်ဆိုတဲ့အဖွဲ့အစည်းအနေနဲ့ကတော့အဲ့လိုလေးပြောချင်တယ်မနေ့ကကျွန်တော်တို့တွေ့ဆုံပွဲမှာလည်းအဲ့လိုပြောခဲ့ပါတယ်အခုဟာကိုကြီးစဉ်းစားပလိုက်မယ်ဆိုလည်းကြီးဖြစ်သွားမှာတရားကြီးဒီလိုလေးခဏမှားယွင်းသွားတာပဲဆိုတာမျိုးနဲ့ဖြည့်သိမ့်ပေးမယ်ဆိုလဲဒါကြီးကဟိုတင်းတင်းလောက်ပတ်တဲ့ဟာနဲ့ဖြည့်သိမ့်လို့ရတယ်ပေါ့နော်ဒီလိုလေးဖြစ်စေချင်ပါဟိုကြီးကျယ်တဲ့ပြဿနာမျိုးကျွန်တော်တို့ထန်တလာကနေကြီးကျယ်တဲ့ပြဿနာမျိုးတွေမဖြစ်စေချင်ဘူးအခုကကိုဗစ်ကလည်းတအားကိုပြန့်နေတဲ့အချိန်နောက်ပြီးတော့အခုပြောရတော့ဟိုလူတွေတော့မှဟိုသွားလို့လာလို့မရတဲ့အချိန်နောက်ပြီးရွေးကောက်ပွဲလုပ်ရမယ့်အချိန်တရားကြီးကမထင်မှတ်ပဲမိဘကြီးဖြစ်သွားရင်မကောင်းဘူးပေါ့နော်အဲ့လိုတွေတော့ကျွန်တော်ဘက်ကတော့ပြောချင်နော်ဟုတ်ကဲ့ပါဒီအစိုးရဘက်ကနေလည်းတောင်းပန်နေဆိုတာထားလိုက်ပါတော့ကျွန်တော်ဒီဥပဒေဥပဒေပေါင်းအပြင်ကနေလောက်တယ်တာဝန်ရှိနေရောက်တော့အဲ့ဒါအစိုးရဘက်ကနေအရေးယူဖို့အဲ့လိုမျိုးမရှိဘူးလားလက်ဆက်ပြောဒီမေခွန်းနဲ့ကျွန်တော်တို့ဟိုနည်းနည်း clarify လုပ်နေတာပေါ့ဟုတ်ကဲ့ဒီအခုကျွန်တော်တို့ကြားကြည့်တော့ဆင်ဝင်ကြည့်တော့ဒီမှာဒီအပါဝင်ဒီနေဆိုရနေနဲ့မိသားစုကိုတွားပြီးတော့တွေ့ဆုံတော့ကျွန်တော်တို့နားလေတော့ဆင်နေတာလူကြီးအနေနဲ့ဖြည့်ရှင်းတယ်လို့ကျွန်တော်တို့တော့ပုံမဲ့လေကျွန်တော်တို့ဒီလက်ရှိအစိုးရအနေနဲ့သူ့ရဲ့ဒီထောက်ဘယ်လိုပြောမလဲဒီကုဘမှာလောဆိုလည်းပါတယ်ခါကျတော့ဒီဟာကကျွန်တော်တို့ဒီဥပဒေစိုးမိုးရေးရနေလောက်ဖို့အစီအစဉ်ရှိမရှိပေါ့နော်ဒါဒီရှာကျွန်တော်တို့သိချင်တယ်တကယ်လို့ဒီဟာဥပဒေအမိသားရနေမဖြေရှင်းဘူးဆိုရင်စစ်ဆက်ပြီးတော့ဒီလိုမျိုးကိစ္စတွေကဒီကျွန်တော်တို့ပြောတာပဲဒါပေမဲ့ဒါလူမျိုးရေးကိစ္စနဲ့လေအများရှင်းပြီးနေဒီလူအားလုံးကမြင်လာကြတာပေါ့နော်။အဲကြောင့်ဒီပုံမှာဒီချင်းပြည်နယ်ဆိုရနေတဲ့ဒီဥပဒေစမှုရေးစာနေဖြစ်ရှင်ဖို့ရှိတာပေါ့။ဥပဒေပိုင်းဆိုင်ရာတော့ဒီဥပဒေချုပ်ကတော့ပိုသိတာပါလေကျွန်တော်အနေနဲ့အခုနမေချမ်းမြင်းမြိုင်မှုပေါ်မှာကျွန်တော်သိသလောက်ဖြစ်ရတော့အခုနဝန်ထမ်းတွေပေါ့လေဝန်ထမ်းတွေကတာဝန်အရလုပ်ကြတာပေါ့ဝန်ထမ်းတွေကတာဝန်အရလုပ်တယ်ဆရာဝန်လည်းဆရာဝန်လုပ်ကိုသူပြည်ပြင်လုပ်တယ်အုပ်ချုပ်ရေးလိုင်းကလည်းအုပ်ချုပ်ရေးပိုင်းကိုပြည်ပြင်လုပ်တယ်ဂိတ်မှာစောင့်တဲ့ပြည်သူရဲတို့စဉ်းစားဝန်ထမ်းတွေလည်းအများကြီးရှိတယ်သူတို့လည်းသူတို့အပိုင်းကိုသူတို့တိကျနဲ့တာဝန်ထမ်းဆောင်တယ်လို့ပြောကြတာပေါ့နော်ပြောကြတယ်လုံးကြတယ်နေမအညာမပါပဲဒီစေနာဝန်နဲ့လူမျိုးတွေဝိုင်းလုပ်ကြတာဆိုတော့အဲ့ဒီပုံမှာအခုနဒီကိစ္စဒီဖြစ်စဉ်ပုံမှာတော့မှားယွင်းသွားတာပေါ့နော်ကျွန်တော်သိတဲ့လောက်ကသူတို့ကဒီအလောင်းဓာတ်ပုံကြီးမရောက်ခင်ကဒီခေါ်ပြီးတော့အစည်းအဝေးလုပ်တယ်အဲ့ဒီမှာဒီကော်မတီမျိုးနဲ့အဆင့်ကော်မတီကအစည်းအဝေးလုပ်တယ်အဲ့ဒီမှာဆရာတော်တွေပါတယ်ရမီဖတ်တယောက်နဲ့ဒီမိသားစုတွေပေါ့နော်တေးရှာတိုက်ပြီးဆွေးနွေးကြတယ်နောက်ဆုံးကျတော့ဒီဘက်ကကျမ်းမာရေးဘက်ကလည်းဘာခက်ခဲမှရက်တည်လဲဆိုတော့ဒီအခုနပုံမပါမပါကိုစစ်စစ်ပြီးနေဒီ certificate လည်းရှိပဲနဲ့ရိုးတွေကဖြတ်ရင်အရာအန္တရာယ်ရှိတဲ့အတွက်အဲ့ဒီပုံမှာခက်ခဲမှရက်တည်တာပေါ့အဲကြောင့်ရိုးတွေကဖြတ်ဆိုဒီယောဂဖုတ်ဆက်လူ့တောင်ယူနေဆိုတော့ဘယ်သူမှတောင်ယူနိုင်လို့ဖြစ်တယ်ဒီအဲ့ဒါကြောင့်လည်းနောက်ဆုံးတော့အများကြီးဆုံးဖြတ်ချက်ရဒီကော်မတီရဲ့ဆုံးဖြတ်ချက်ရမြို့နယ်အဆင့်ကော်မတီရဲ့ဆုံးဖြတ်ချက်ရအခုနဖေးရဲ့နားမှာပဲဒီတူပြီးတော့မှမြုပ်လိုက်တဲ့အဆင့်ဖြစ်သွားတာပေါ့ဒါပေမဲ့ပြီးတဲ့အချိန်မှာကျွန်တော်ဒေသခံတွေလူငယ်တွေမျိုးပါတွေကဟာဒါမဖြစ်သင့်ဘူးဆိုတော့အဲ့ဒါ line ပေါ်တက်မှသိလာကြတော့အဲ့သိတဲ့အချိန်မှာပဲစပြီးတော့ဟာဒါကတော့သက်ဆိုင်ရာဒီအုပ်ကူနဲ့မြုပ်ရမယ်သူဘာသာရေးလို့ထုံးလို့နေရလောက်ရမယ်ဟာလုပ်ပါစေချက်လောက်လိုက်ဆိုတော့အဲ့ဒါညာပြည်ချင်းလုပ်ဖြစ်သွားတာပေါ့နော်ဆိုတော့အရေးယူဖို့အပိုင်းဆိုတာကတာဝန်ကိုကြည်ပြောလုံးနေတဲ့အပိုင်းမှာကျွန်တော်တို့ဘက်ကစဉ်းစားတာလေတာဝန်ကိုကြည်ပြောနေတော့ထမ်းဆောင်နေတာကိုဘာအရေးယူလိုက်ပြန်ရင်လည်းနည်းနည်းစဉ်းစားကြတယ်အများကြီးပေါ့နော်ဝန်ထမ်းတွေတာဝန်ကျအောင်လုပ်ပါတော့မလားဒါဆိုအခုခေါင်းဆောင်တော့နေတော့မလားနော်မထီးရမကိုင်းမလုပ်ရတော့ဒီယောဂကြီးလည်းဘယ်ရှင်မှပြီးမှမသိဘူးအဲ့လိုတွေဖြစ်ပါတယ်ဆိုတော့ကိုဗစ်နဲ့ပတ်သက်တဲ့ယောဂထုတ်ချုပ်တော့ပိုင်းကပြဿနာဒီတနေရာထဲမဟုတ်ဘူးကျွန်တော်အခုမြန်မာတပြည်လုံးမှာဖြစ်နေတာရန်ကုန်မှာလည်းဖြစ်တယ်မကျေနပ်တော့ live ပေါ်မှာဆိုရင်ကိုဗစ်ကြောင့်ကျွန်တော် facility quarantine ထားလိုက်တယ်ဘာမှမရှိတဲ့နေရာမှာအခန်းထဲမှာလှုပ်ပြီးတော့ယောက်ျားတွေရောမိန်းမတွေရောပြီးထားလိုက်တာလေနေရာတိုင်းမှာပြဿနာတွေက
အစိုးရမှာလည်းဒီကိုဗစ်ကြောင့်ရှင်းရတာတွေတော်တော်များပါတယ်ဆိုတော့ဒီဟာကလည်းအစိတ်ပိုင်းတစ်ခုပေါ့ဒါကတော့တစ်ဖက်ကကျွန်တော်ချင်းလူမျိုးတွေဘက်ကစဉ်းစားမယ်ဆိုရင်တော်တော်ကိုမခံမရနိုင်ကြကျွန်တော်လည်းချင်းပဲကျွန်တော်လည်းမခံမရနိုင်ဒါပေမဲ့လောကတာဝန်ပိုင်းနဲ့စဉ်းစားတဲ့ခါကျတော့သူတို့လောက်တာကလည်းတကယ်ယောဂကုသမှုမဖြစ်အောင်ထိချုံတာပဲဆိုတာမျိုးတွေတစ်ဖက်ကစဉ်းစားရင်တော့လည်းဖြစ်သိနေတာပေါ့နော်အဲ့ဒါကြောင့်ဒါကကျွန်တော်ခုနပြောသလိုကြီးတဲ့မှုငယ်တဲ့မှုကိုပပျောက်စေဆိုတဲ့ဟာမျိုးကိုပဲစဉ်းစားစီကြပါလားခင်ဗျဒါကြီးကိုပို့ပြီးတော့ပြန့်ပြားသွားအောင်ကြီးထွားသွားအောင်လုပ်တာတက်ဆိုင်ရင်ကျွန်တော်တို့ကဖေးဖေးမကျွန်တော်အစွာဖွင့်နေတယ်လေကိုယ်ဝန်ထမ်းမလို့ဖြည့်သိမ့်စရာမဟုတ်ပါဘူးเนาะကျွန်တော်တို့လည်းလုပ်ထိုက်တာတွေလုပ်ပါမယ်เนาะအဲ့လိုတော့ပြောစီပါဥပဒေပိုင်းဆိုင်ရာကိုလည်းရှင်းပြလို့နော်ကျွန်တော်မေးခွန်းလေးတစ်ခုထပ်မေးချင်ပါတယ်ကျွန်တော်တို့ RMedia the House of Media ပါကျွန်တော်မေးတာတော့အလုံးနိုင်ငံခြားနေတယ်လာတယ်ပေါ့နော်ပြီးတော့ရန်ကုန်ကနေထန်တလန်မြို့ကြီးပါရောက်လာပြီဆိုတော့ဖြတ်တန်းလာတဲ့ gay assistant မျိုးနယ်လူမျိုးတွေကအများကြီးဖြတ်တန်းလာဖြစ်ပြီပေါ့နော်ဆိုတော့ကိုဗစ်အချင်းကိုပေါ့နော်ဒီမျိုးနဲ့ဒီမျိုးနေကြအချင်းကိုပြီးတော့တာဝန်ရှိသူတူချင်းစီရဲ့ပြီးတော့ကျွန်တော်ဒီနာတနေ့ရုပ်ဖို့ပါရဲ့တနေ့ဖူးရဲ့သူတွေရဲ့တရားပေါ်စားရချင်းစီတွေပေါ့နော်ဆိုတော့နောက်ပိုင်းဒီလိုအားဖြင့်ဒီနောက်ဆက်တွဲဒီကိစ္စတွေချမ်းသာဖြစ်ရဟုတ်ရဲ့ချမ်းဖြစ်မယ်ဆိုရင်ပေါ့နော်အစိုးရဖိုက်ကတော့ကျန်းမာရေးဖိုက်ကတော့ဥပဒေကြီးရဖိုက်ကတော့ဘယ်လိုမျိုးရှင်းစင်ထားတာရှိပါတယ်ဒီလိုမျိုးဖြစ်ပါတယ်ဒီလိုဖြစ်ပါတယ်နံပါတ်1ကကျွန်တော်နားလည်တော့နော်ကာကနာနာတော့ဒီလေချောင်းလိုင်းနေရဲ့သဘောကိုကျွန်တော်သိပြီးတော့ကာကနာနာတော့ကျွန်တော်သိတော့အသေးစိတ်တော့မသိဘူးပေါ့နော်အဲ့တော့လေချောင်းလိုင်းနေနဲ့အတူဒီလေချောင်းလိုင်းနဲ့ dead body ဘယ်လိုဖြတ်တန်းလာတယ်ကျွန်တော်လုံးဝမသိဘူးနော်လေချောင်းလိုင်းနဲ့ dead body ဘယ်လိုဖြတ်တန်းလာတယ်မသိဘူးနောက်တစ်ခုကလည်းခုနကပြောသလိုအဲ့တော့ဘုရင်ပြောရမယ်ဆိုတော့တေဆုံးရခြင်းအကြောင်းရင် death certificate ကျွန်တော်ဒီနေ့ထိကျွန်တော်မမြင်ဘူးနောက်တစ်ခုကမလေးရှားနိုင်ငံဆရာမြန်မာနိုင်ငံတိုင်ကစာဆိုတာကလည်းကျွန်တော် online ပေါ်မှာရင်းလို့ပဲကျွန်တော်သိတယ်ပေါ့နော်နောက်တစ်ခုက COVID-19 စစ်ထားရမယ်ဆိုတာကျွန်တော်မမြင်ရသေးဘူးဆိုတော့ပြောတာဖြစ်ပါတယ်ကျွန်တော်ကနောက်ဆုံးကဒီဥစ္စာကအလောင်းကိုတည်လာဖို့လုပ်နေတယ်ဒီသတင်းကိုသိတယ်နောက်ပိုင်းမှာဒီလိုခုနကမြေမြုပ်လိုက်တယ်ဆိုတာမီဒီယာပေါ်တက်လာမှကျွန်တော်ကသိတဲ့အတိုင်းတာပေါ့အဲ့တော့ဒီကိစ္စကဒီဂိတ်အဆင့်ဆင့်ကိုဖြတ်တန်းလာတယ်ဆိုတော့ကျွန်တော်ကျမ်းမာရေးမှာတော့အဲ့လို contact တော့မရှိဘူးကျွန်တော်တို့မှာလေဒီနေ့အထိမရှိဘူးဒါသတင်းတစ်ခုရပြီဆိုရင်ဒီ case တစ်ခုက positive ဖြစ်တယ်ဗလန်းကြောင်းကနေသွားတယ်ဆိုရင်တော့ကျွန်တော်တို့စီမှာတော့ဟာပေါ့ networking ရှိတယ်ဒါပေမဲ့ဒီဥစ္စာကိုဘယ်လိုလမ်းကြောင်းနဲ့ဖြတ်တန်းလာကြလဲတော့ကျွန်တော်မသိဘူးเนาะအဲ့ဒီကြောင့်ဒါတော့ကျွန်တော်အဲ့လိုပဲကျွန်တော်ဖြေရမှာပေါ့ကျွန်တော်မသိတာဘူးဒီလမ်းကြောင်းကိုဘယ်လိုဖြတ်တန်းလာကြလဲနောက်တစ်ခုကကျွန်တော်ခုနကပြောရင်ဒီလိုကာလအကြီးမှာဒီလို body တစ်ခုကိုနိုင်ငံတစ်ခုနဲ့တစ်ခုကိုဖြတ်တန်းလာဖို့အတွက်ကိုဘယ်သူတွေက pass ပေးတာလဲဆိုတာတော့ကျွန်တော်လည်းအခုထိတွေးနေတဲ့အထက်မှာပါပါတယ်။နောက်ဒီကိစ္စကဘယ်သူက pass ပေးလိုက်တာလဲဘယ်သူကတောင်းမရှိပေးလိုက်တာလဲကျွန်တော်သိတာတော့ကျွန်တော်ကျမ်းမာရေးက pass ပေးတာတော့မဟုတ်ကျွန်တော်ကျမ်းမာရေးကတော့ဒီလိုအချိန်ကာလမှာလူကိုယ်တော်မှ stay at home ပြောနေတဲ့အချိန်မှာဒီလို dead body ကိုတော့ pass ပေးမှာတော့မဟုတ်ဘူးဘယ်သူတွေက responsible ရှိတယ်ကျွန်တော်ဒါတော့မသိဘူးဘယ်လိုလမ်းကြောင်းနဲ့လာခဲ့လဲပေါ့နော်ကျွန်တော်တော့ဒီလိုပဲရှိလို့ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဘက်ကကျမရတော့မသိဘူးသိရင်တော့ကျွန်တော်တို့စီတော့အကြောင်းကြားမှာပဲကျွန်တော်ဒီချိန်မှာ stay at home ကာလဖြစ်တယ်စက်တန်းသွားလာမှုတွေကိုအရင်တတိထားပြီးတော့ထိန်းချုပ်နေတဲ့အချိန်မှာဒီလို dead body တစ်ခုရှိတယ်ဆိုတော့ကျွန်တော်တို့ဘက်ကတော့မသိဘူးပြနော်ဟုတ်ဒါရဲ့ဒါကျွန်တော်ကလည်းကျွန်တော်သိချင်မစီစီရသေးဘူးတော့စကားတခုဟိုဆရာဒီကိစ္စလေးကနောက်ဝီဒီယိုကျွန်တော်တင်ပြတဲ့ကိစ္စလေးကဆရာသိချာမစီစရသေးဘူးပြောတယ်သူဥစားနေပြီးကိုဘွားနေပြီးတော့မှဆရာစီကိုတဲလာတာကိုဘွားနေဆရာစီဒါပေမဲ့ဒီစာနဲ့ပတ်သက်ပြီးတော့နောက်ဝီဒီယိုကျွန်တော်ပြတဲ့အတိုင်းတော့ရှိတယ်တိုးတော်လဲဆရာစီကိုလိမ့်မှုပြီးတော့တဲလာ
ဒါပေမဲ့ဆရာကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတေချာမစီစစ်ရသေးဘူးအခုတေချာမစီစစ်ရသေးဘူး မစီစစ်ရသေးဘူးဆိုတော့ကျွန်တော်သူ့ကိုပဲစီစစ်လို့ဒီမကောက်ဘူးလေဒါအကုန်လုံးကျန်တော်လူတွေကကျွန်တော်ကစီစစ်ရမယ်အတိုင်းတာဖြစ်တယ်ဟုတ်ကဲ့ကျန်တော်လူတွေကစီစစ်ရမယ်အတိုင်းတာဖြစ်တယ်ကျွန်တော်မသိကြတဲ့စကားတခုကိုကျွန်တော်ဒီဟာမှာမဖြေခြင်းဘူးမှန်းဆပြီးတော့ကျွန်တော်မဖြေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်မပြောတာဖြစ်တယ်ဒီကိစ္စဟုတ်နော်ကျွန်တော်ကဒီဝင်ကြီးတာကျွန်တော်တယောက်တည်းစစ်လို့လည်းရတဲ့ကိစ္စမဟုတ်ဒီရဲ့အနေထားလေးဒီပေါ်ပြချက်လေးရဒီပေါ်ပြချက်ကိုကျွန်တော်တယောက်တည်းစစ်လို့ရမယ့်ကိစ္စမဟုတ်ဘူးအဲ့တော့ကြောင့်အဲ့ဒီပုံမှာခုနကတော့ကျွန်တော်ဒီမကပဲကျန်သောသူတွေကသိကြတဲ့အကြောင်းရင်းကိုမသိဘဲနဲ့ကျွန်တော်တော့မပေါ်ပြချင်ဘူးကျွန်တော်မပြောတာပြောရမယ်ဆိုရင်ကျွန်တော်ပြောပါမယ်ကျွန်တော်စီကိုရောက်ထားတဲ့ report ကျွန်တော်ဖတ်ပြလိုက်ရအောင်ကိုကြီးပြောလိုက်တယ်ကျွန်တော်ဖတ်ပြလိုက်တယ် Hello ဆရာအခုက case ပြတာလေးရမှာလည်းတူပြီးဆိုတော့အခုခန္ဓာလိုက်ကျမကြီးထားတော့လည်းဆရာနဲ့ကြားမှာဒီကိစ္စဖြစ်သွားတာလည်းအဲ့ဒါလေးကျွန်တော်ကဖြစ်စဉ်ကိုကျွန်တော်စီကိုသတင်းပို့ခိုင်းတယ်ပို့ခိုင်းတဲ့အခါမှာဒါကျွန်တော်ဌာနတွင်းကတင်လာတဲ့ဖြစ်စဉ်ပေါ့လေဖြစ်စဉ်ကိုနားတဲ့အခါမှာဒီအလောင်းတည်ယူရန်ထန်တလန်မြို့နယ် COVID-19 ကော်မတီရဲ့သဘောတူညီချက်မရှိဘဲတည်ဆောင်လာတယ်၄ ရက်နေ့မနေ့9 နာရီမှာနိုင်လိုက်ပါဆောင်ရသူကျွန်တော်လူနာမတော့မတော်တော့နော်တိခါတော်ဆရာသူတို့ကမြို့နယ်ကော်မတီဝင်တို့နဲ့မြို့နယ်ထေအုပ်စီဝေးခမ်းမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတယ်ကာယကံရှင်ကအထောက်ထားစာရွက်စာတမ်းများပြပါတယ်ဒါပေမဲ့ COVID-19 clearance letter မပါပါဘူးမြန်မာတန်ရုံးကမိသည့်သဘောထားမှတ်ချက်များပြုမထားပါဘူးအဲ့တော့မြန်မာတန်ရုံးကပြထားဆို online ပေါ်ဟာဖတ်ရဆို no comment လို့ရေးထားတယ်မြန်မာတန်ရုံးကကျွန်တော် online ပေါ်ဟာကျွန်တော်ဖတ်ထားတာလေ no comment no COMME ကနေ comment လို့ကျွန်တော်ရေးထားပြပါတယ်အဲ့ဒါကြောင့်အဲ့ဒီအချိန်မှာတွေကကိုဗစ်မှာလည်းမလေးရှားမှာလည်းများနေတယ်ရန်ကုန်တိုင်းမှာလည်းများနေတဲ့ကြောင့်ထိတွေ့မှုပေါင်းစုံဟာထန်တလန်မြို့နယ်နဲ့ချင်းပြည်နယ်ပေါ်ကျန်းမာရေးကပ်ဆိုးအန်တွေကျုံတွေ့လာနိုင်ကြောင်းဒေသ၏အနေအထားအရနိုင်ကိစ္စများဆောင်ရွက်တဲ့အခါမှာလူစုလူဝေးများတဲ့အတွက်ကြောင့်အမှားယွင်းဖြစ်ရင်အန္တရာယ်ကြီးပါကြောင်းဒီတော့ကြောင့်အဲ့လိုများအမှားယွင်းဖြစ်လာရင်ဘယ်သူတွေကများတာဝန်ယူတာဝန်ခံပါမလဲဆိုပြီးဆွေးနွေးခဲ့တယ်လို့ပြောပါတယ်အဲ့ဒီမှာပဲဒီရက်နေ့မှာပဲဟာခါမျိုးဝင်ဂိတ်ကိုအလောင်းတဲ့ရင်ရောက်တယ်လို့သတင်းရတဲ့အခါမှာနိုင်ရေးရှင်ဘက်ကဥပဒူနဲ့တိခါတော်ဆရာတော်ဥပဒူကလည်းဆွေးနွေးပါတယ်တဲ့ဆွေးနွေးတဲ့အခါမှာမဖြစ်မနေတည်ရမယ်ဆိုတာကမြို့တဲသူမဝင်စေပဲမြို့ပတ်လမ်းမှာတုတ်တန်တို့ဓာတ်ရိုက်သွားပြီးကုသင်းတကြရတယ် PPE ဆောင်ဖြင့်လူ၄ဦးဆောင်ရရမိသားစုဝင်2ဦးသို့မဟုတ်2ဦးမှတတ်မှတ်စည်းကမ်းတိုင်းနှုတ်ဆက်ခွင့်ပြုရန်ဘာသာတလေးထုံးတဲ့အဖြစ်သင်္ဥဆရာမဝိပုစုတောင်းပေးနိုင်ရန်နဲ့အခြားလူလူပြည်သားများစုဝေးခြင်းမပြုရန်ဆိုသည့်ပေါ်ကိုတာဝန်ယူတာဝန်ခံနိုင်မှုမေးတဲ့အခါမှာဘယ်သူမှတာဝန်ယူတာဝန်ခံနိုင်တဲ့အနေအထားမရှိခဲ့ဘူးလို့ရေးထားပါတယ်။နောက်ဆုံးမှာကာယကံရှင်တွေကရုပ်ပြင်တွေမြေမြုပ်ကြုံမယ်လို့အဆိုပြုပါတယ်။ထို့အတွက်ကြောင့် PPE ဝိစုံပြုရှင်လူ၄ဦးအသုံးပြုကမြေမြုပ်သိမ်းကြိုခြင်းဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ဒါကျွန်တော်စီတက်လာတယ်လို့ပို့ပါနော်။နော်အဲ့တော့6ရက်နေ့မနေ့မှာတော့နိုင်ရေးမိသားစုကတာဝန်ရှိသူတို့မြို့မြို့ဟ3ဦးနဲ့ကော်မတီတို့ညှိနှိုင်းဆွေးနွေးမှုပြုတဲ့အခါမှာကော်မတီဝင်ရတဲ့မိသားစုများပေါ်မှာစာနာနားလည်ပါကြောင်းရုပ်ပြတ်ဖြစ်ပေါ်မှုတွေပေါ်မှာစိတ်မကောင်းပါကြောင်းတောင်းပန်ပါကြောင်းပြောကြားခဲ့ပါတယ်တဲ့ပြီးတော့မြို့နယ်လူထုနဲ့ထိတွေ့ခဲ့ရင်လူထုရဲ့ကပ်ပေးကြနိုင်မှုကိုတက်ဆက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းထပ်လောင်းရှင်းလင်းပြောကြားခဲ့ပါတယ်အဲ့ဒီညနေ4 နာရီမှာတဲ့ကာယကံရှင်မိသားစုမှခံဝင်ဂတိပြုလာဥတွက်ရဲ့ရုပ်အလောင်းပြောင်းရွှေ့တကြွခွင့်တင်ပြတောင်းခံလာမှုပေါ်မြို့နယ်ကိုဗစ်ကော်မတီမှအတက်နိုင်ဆုံးပေါင်းဆက်ဖြစ်စည်း၍အစဉ်ပြေဆုံးနဲ့အန်ဒီရန်အနည်းဆုံးဖြစ်အောင်ခွင့်ပြုစီမံပေးခဲ့ပါတယ်။6 ရက်ည8 နာရီမှစ၍ရုပ်အလောင်းပြောင်းရွှေ့တကြွပြီးတော့9 ရက်10 လနနက်4 နာရီလုံငန်းအားလုံးပြီးစီးခဲ့ပါတယ်။ပထမကြိမ်ဆောင်ရွက်သူဒုတိယကြိမ်ဆောင်ရွက်သူလူပုဂ္ဂိုလ်4 ဦးသာတည်တဲ့ဆောင်ရွက်ခဲ့ပြီးထို4 ဦးစလုံးကို facility quarantine နဲ့ quarantine ထားရှိခဲ့ပြီးနေထိုင်ခဲ့ပြီဖြစ်ပါတယ်။ယနေ့မနေ့9 ရက်နေ့တွင်လည်းယနေ့9 ရက်နေ့နေ့လယ်တွင်လည်းထန်တလန်မြို့နယ်ကိုဗစ်ကော်မတီမှနိုင်ရေးအိမ်သို့သွားရောက်ကမိသားစုဝင်များနှိမ့်သိမ့်အားပေးစကားပြောကြားပြီးပြည်내အစိုးရအဖွဲ့၏နိုင်ရေးကူညီမှုငွေအားလည်းပေးအပ်ခဲ့ပါတယ်။
ရန်ကုန်မှာထန်တလန်တို့အလောင်းတယ်ဖို့လာတော့သူသုံးကြီးအချက်လည်းမှာအောက်ပါတိုင်းဖြစ်ပါတယ်ဆိုပြီးတော့သူသုံးယောက်ကနာမည်ကြီးပေးပါတယ်ဖုန်းနံပါတ်တော့မပါဘူးနေရာလိပ်စာဝေါ်မျိုးဖြစ်ပါတယ်အဲ့တော့ဒါကဒီစာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအခုဒါဒီပုံမှာကျွန်တော်က 100% မှန်တယ်လို့ကျွန်တော်မပြောပါဘူးမှန်ရင်လည်းမှန်မယ်ကျွန်တော်တို့ဒါကိုတေချာမသိရပါဘူးအဲ့တော့ကျွန်တော်ထပ်ပြီးတော့ဖုန်းဆက်ပြီးတော့မေးပါတယ်သူတို့ရှင်းပြတယ်မြန်မာလိုရှင်းပြတယ်သူတို့ရှင်းပြကြတယ်ပေါ့ဟိုဘက်ကပြည်မြန်မာလိုရှင်းပြတာဘယ်လောက်ထိနားလည်တော့ပေါက်တယ်ဆိုတော့သူတို့လည်းမှန်ရခက်ပါတယ်နားလည်မှုများလွယ်သလားမသိဘူးလို့လည်းတော်တော်များများစဉ်းစားပါတယ်ကျွန်တော်မေးတာကတော့ကော်မတီကတကြိုခံခြင်းမဟုတ်ဘူးလို့သူကအပြင်မှာဖြုတ်ခံခြင်းမဟုတ်ဘူးလို့ကျွန်တော်စီကို report တက်ထားပါမနာခင်ရတယ်လိုအပ်မယ်ဆိုရင်မျိုးပြင်သွားလို့ရတယ်လို့ပြောထားတာရှိတယ်လို့သိပါဒါပေမဲ့ဒါပေါ်မှာဆွေးနွေးကြတဲ့တစ်ဖက်လူတွေရဲ့ perception ပေါ့ကျွန်တော်တို့ဘယ်လောက်ထိတေချာနားလဲတော့ပေါ့ပြီးနားလဲတယ်လဲဆိုတဲ့ဟာကိုတော့သူတို့လည်းအတိအကျပြောရခက်တယ်လို့ပြောပါတယ်နောက်တစ်ခုကတော့ခုနကသက်ဆိုင်ရာမိသားစုဝင်တွေကနေပြီးတော့ကိုဗစ်ကော်မတီကိုပို့ထားတဲ့စာကိုလည်းကျွန်တော်စီပြေထားတာရှိပါတယ်မိတူတွေရှိပါတယ်ကျွန်တော်ခုနကဒါတွေကိုအသေးချာမဟုတ်ခွင့်နဲ့ကျွန်တော်သိမပြောချင်ဘူးသို့တော့ကျွန်တော်ဒီမှာတွားထားတဲ့အချက်လက်ကလေးတွေကိုအနည်းငယ်ပြောပါမယ်သူကဥက္ကဋ္ဌမြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီဘယ်သူအားဘယ်မှာဆုံးခဲ့ပါတယ်ဘယ်နည်းဘယ်မှာမြန်မာနိုင်ငံတို့တည်ဆောင်ပြီးတော့ဘယ်နည်းဘယ်မှာထန်တလန်လိုင်းမောင်းတို့ကိမှရောက်ရှိလာတာမြင့်ခဲ့ပါတယ်ကျွန်တော်တို့အနေဖြင့်ဒါကကန်ချက်ရေးတဲ့စာပေါ့ဒီရုပ်အလောင်းကိုတည်ဆောင်ရင်းနဲ့ပတ်သက်ပြီးတာဝန်ရှိသူများထံကြိုတင်တင်ပြမှုမရှိသည့်အတွက်တာဝန်ရှိသူများမှတာမြင့်မှုပေါ်မှာနားလည်သဘောပေါက်ပါတယ်တို့ကြောင့်ကျွန်တော်တို့ဒီမှာဖြစ်သူအားဘယ်နည်းဘယ်မှာမြို့ဂိမ်းနဲ့ဘလောက်အကွာမှာညနေ6:15ချိန်မှာမြို့တကြိုခဲရပါတယ်ရေးထားတဲ့စာပေါ့နော်ကျွန်တော်တို့အနေဖြင့်ချင်းမျိုးသမီးဒီခရီးကချင်းမျိုးသမီးတို့ဖြစ်တဲ့အတွက်ဒီမှာဖြစ်သူအားချင်းရွာထုံးစံနဲ့ညီကုသင်းရနေတာကုသင်းတကြိုလူတွေအတွက်အလောင်းအားတောင်းချတကြိုကပြုပါရန်နဲ့ကျွန်တော်တို့ဤရုပ်လောင်းတောင်းချတကြိုရင်းနဲ့ပတ်သက်၍ပူးရဲဖော်ပြထားသောစည်းကမ်းချက်များကိုတိကျစွာလိုက်နာဆောင်ရွက်သွားဖြစ်ပါကြောင်းလျှောက်ထားအပ်ပါတယ်ဆိုပြီးတော့နှစ်ယောက်ကလက်မှတ်ထိုးထားပါတယ်ဘင်္ဂါဂတိပြုချက်ကတော့အောက်ပါချက်များကိုလိုက်နာဆောင်ရွက်ပါမယ်ညပိုင်းမှာဆောင်ရွက်ပါမယ်လူရင်းအားအနည်းဆုံးနဲ့ဆောင်ရွက်ပါမယ်ကျန်းမာရေးနဲ့အာသာဝန်ကြီးဌာနကနေထုတ်ပြန်ထားတဲ့ COVID-19 ရောဂါကာကွယ်ရေးညွှန်ကြားချက်များနဲ့ညီစနစ်တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်တောင်းချတကြွာမှာလည်းတောင်းချဟာနဲ့ပတ်သက်ပြီးတော့အခြားသောမလိုလားသောသတင်းဖော်ပြခြင်းများမဆောင်ရွက်ပါဘူးပြဿနာတစ်စုံတစ်ခုဖြစ်ပါရင်လည်းကျွန်တော်တို့ကတာဝန်ယူဖြေရှင်းပေးပါမယ်တကြွပြရသူတွေကိုလည်း quarantine center တွေညွှန်ကြားချက်များနဲ့ဒီထားရှိပါမယ်ဒီလိုဟာမျိုးမှမလိုက်နိုင်ဘူးဆိုရင်တော့မှဥပဒေကြောင်းအရဆောင်ရွက်သွားမည်ဆိုလို့သိရှိပါကြောင်းဆိုပြီးတော့ကျွန်တော်တို့ကန်ရှင်နှစ်ယောက်နဲ့တက်တင်နှစ်ယောက်လက်မှတ်ထိုးထားတဲ့စာလေးကျွန်တော်စီမှာရှိပါအဲ့တော့ကျွန်တော်ဒီစာကိုအစောပိုင်းကကျွန်တော်ထုတ်မပြောတဲ့အကြောင်းအရာရှိပါတယ်ဒါတစ်ဖက်ဒီကနေတင်လာတဲ့စာပဲရှိပါတယ်ဘယ်လောက်ထိဒီဖက်ပြောတာတစ်ဖက်ပြောတာဘယ်လောက်ထိနားလည်ကြလဲဘယ်လောက်ထိသဘောပေါက်ကြလဲမသိပါဘူးကျွန်တော်တို့ဒီမှာလည်းတစ်ခါကျရင်လူလူကိုရှင်းပြတဲ့အခါမှာကျွန်တော်တို့ပြောတဲ့စကားကိုနားထောင်လူကဘယ်လောက်ထိနားလည်သလဲဆိုတဲ့ဥစ္စာဒီမှာကျွန်တော်တို့ဘာသာစကားနားမလည်ဘူးကြောင့်အခက်အခဲတွေရှိနေတဲ့ကြောင့်ဒါကိုလည်းကျွန်တော်ကစဉ်းစားနေတာရှိပါတယ်ထိုနည်းတူစွာပဲဘယ်သူမှကျွန်တော်ထိခိုက်လို့တဲ့စိတ်မရှိပါဘူးเนาะကျွန်တော်တို့အခုဒီလိုပြောကျွန်တော်ကနာမည်ထုတ်မပြောပါဘူးကျွန်တော်ဘယ်သူမှဘယ်ဘက်ကိုဘယ်လိုဆိုရကျွန်တော်တို့ mention လုပ်ပြီးတော့ကျွန်တော်ထုတ်ဖော်ပြောကြားလို့ခြင်းမရှိပါဘူးဒါကြောင့်ဒီကနေ့မှာကျွန်တော်ဒီစကားလေးဒီကျွန်တော်စီတင်လာတဲ့ report လေးကိုကျွန်တော်ချပြတာဖြစ်ပါတယ်ဒီဟာတွေပေါ်မှာကျွန်တော်တို့သူအချိန်ကြီးစဉ်းစားလိုက်မယ်ဆိုတော့မြည်တိဖက်ကမှဘယ်သူကမှထိခိုက်နေတာတွေဒီလိုသောဆောင်တဲ့ဆောင်ရွက်သွားမှုရည်ရွယ်ချက်နဲ့ပေါ့နော်ဆောင်ရွက်သွားတယ်လို့တော့ကျွန်တော်အနေနဲ့တော့မယူဆပါဘူးလို့ပဲကျွန်တော်အနေနဲ့ဖြေကြားလိုပါတယ်ကျွန်တော်အနေနဲ့ဒီစာတွေကိုထုတ်ပြခြင်းမပြုနိုင်တာဟာ confidentiality လည်းဖြစ်တယ်သက်ဆိုင်ရာလက်မှတ်ရေးထားတဲ့ confidential ဖြစ်တဲ့ကြောင့်ထုတ်မပြခြင်းဆိုတာတော့နားလည်ပေးပါလို့ကျွန်တော်အနေနဲ့ဖြေကြားလိုပါတယ်เนาะဟုတ်ကဲ့ကျွန်တော်ပါအဲ့ဒီဟုတ်ကဲ့လက်မှတ်ပြီးတော့ဟုတ်ကျွန်တော်လည်းဝင်ပြီးပြရတယ်ဟုတ်ကျွန်တော်တော့ပြတယ်ဒီဘက်ကိုဝင်ပြီးပြရတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတခုဆိုရင်မသေးချာပဲနဲ့ပြောရတာမကောင်းပါဘူးကျွန်တော်အခုပြောတဲ့ဥစ္စာတခုကလည်းဒါကျွန်တော်စီတင်လာတဲ့ report တွေပဲကျွန်တော်ပြောရတာဖြစ်ပါတယ်ဒါကြောင့်တစ်ခါကျရင်အငင်းပွားတာတွေကျွန်တော်မဖြစ်ချင်ဘူးလေဒါကြောင့်ဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်
ကျွန်တော်အနေလေးတစ်ခုပေါ့နော်ကျွန်တော်ကတော့ကံဥစုနေပြီပေါ့မိုင်းလေးကျွန်တော်ရဲ့မျိုးနယ်ရကျွန်တော်အတန်ကျင်ကျွန်တော်ရဲ့မျိုးနယ်ဥစုယူပေါ်ဆွေးနွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးကျွန်တော်ပြောပြချင်ပါတယ်နော်ကျွန်တော်ဒီကိုရောက်တာလဲဒါ6လကျော်ပေါ့နော်ရောက်လာကျော်တဲ့အခါမှာကျွန်တော်မှာပခါမျိုးနယ်နဲ့ထန်တလန်မျိုးနယ်က2မျိုးနယ်ပဲရှိတယ်မျိုးနယ်ဥစုယူ2ယောက်အကြောင်းကိုကျွန်တော်ကတော့ရေဆုံးမြေဆုံးကတော့ကျွန်တော်အသိဆုံးမျိုးဖြစ်ပါတယ်ဘာဖြစ်လို့သိလဲဆိုတော့နေ့စဉ်သူတို့နဲ့ကျွန်တော်တွေကရုံးလုံးငန်းသဘောအရအချိန်တိုင်းကိုကျွန်တော်ကထိတွေ့ဆက်သွယ်ရပါတယ်ကျွန်တော်ရဲ့အကြောင်းကိုသိတယ်လို့သူတို့ရဲ့2ယောက်ရဲ့လူ2ယောက်ရဲ့အကြောင်းကိုကျွန်တော်အသိဆုံးဖြစ်ပါတယ်နော်ဒါသူတို့ရဲ့စိတ်တွေသဘောထားတွေသူတို့ရဲ့အကျင့်စာရိတ္တတွေသူတို့ရဲ့လုပ်ရည်ကိုင်ရည်တွေသူတို့ရဲ့ဒီမျိုးနယ်အုပ်ချုပ်မှုတာဝန်ကိုထမ်းဆောင်နေတဲ့အပေါ်မှာတာဝန်ထမ်းဆောင်မှုတဲ့အပိုင်းပြည်နယ်အပေါ်မှာဟလာသူတို့ရဲ့မာသာယူတဲ့ခေါ်တာပေါ့နော်မိခင်တရင်မိခင်အိမ်လိုသဘောထားပြီးတော့ဆောင်ရွက်နေတဲ့အပိုင်းတွေကိုကျွန်တော်ကတရားရခိုင်နှုန်းကျွန်တော်တာဝန်ယူတယ်သူတို့ရဲ့တကယ်ကိုလှုပ်ဆောင်နေတယ်ပြည်နယ်အပေါ်မှာရောဒေသခံပြည်သူတွေရဲ့အကျိုးအပေါ်မှာရောထဲထဲဝင်ကိုရေဆုံးမြေဆုံးစေနာအပြည့်ဝစွာနဲ့သူတို့ရဲ့မွေးဖွားရာဇာတိနော်သဘောထားပြီးတော့သူတို့နေ့စဉ်လှုပ်ဆောင်နေတယ်ဆိုတာကိုဒါကျွန်တော်ပထမကျွန်တော်ပြောကြလိုပါတယ်ဒုတိယအချက်အနေနဲ့ဒါအခါနဲ့တော့မဆိုင်ဘူးလို့ကိုဆွေဖြင့်ထန်တလန်မြို့နယ်အပိုင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေ့လာသုံးသပ်တဲ့အခါမှာဟုတ်လားသူ့အနေနဲ့ကဗုဒ္ဓဘာသာဝင်ဖြစ်တော်ညာလေသူတာဝန်ယူထမ်းဆောင်တဲ့ကာလကျွန်တော်သိသလောက်တော့2နှစ်ရှိသွားပြီအဲ့မှာတာဝန်ထမ်းဆောင်တာသူ2နှစ်တာဝန်ထမ်းဆောင်တဲ့အချိန်မှာကျွန်တော်ဒီဘက်ကိုပြောင်းပြီးတော့တာဝန်မဆန်းဆောင်ခင်မှာကျွန်တော်လေ့လာတယ်ကျွန်တော်မျိုးနဲ့အုပ်ချုပ်မှုတွေရဲ့အတွင်းစိတ်တွေသဘောထားဘယ်လိုရှိသလဲကျွန်တော်ဒီကိုဟာခါကိုမရောက်ခင်ကတည်းကကျွန်တော်လေ့လာတယ်သူတို့ရဲ့လုပ်ရကန်ရဘယ်လိုရှိသလဲသူတို့ရဲ့ဒေသခံပြည်သူတွေရဲ့အပေါ်မှာသူတို့ဘယ်လောက်စေနာထားပြီးတော့အားထည့်ပြီးလှုပ်ဆောင်နေတယ်လဲဒါကိုကျွန်တော်ဟိုဘက်ကျွန်တော်ကြားမှာနေကြတဲ့ကကျွန်တော်လေ့လာကျွန်တော်အမိန့်ထွက်ပြီးရာဟုတို့အမိန့်ထွက်ပြီးတဲ့အချိန်ပါပေါ့နော်ဒီရောက်တဲ့အခါကျတော့လေကျွန်တော်လေ့လာသိရှိရတဲ့ဘက်အရာအားလုံးကသူတို့ဒီစိတ်ရောလူရောကိုယ်ရောနှစ်ပြီးတော့သူတို့တာဝန်ယူတဲ့မြို့နယ်မှာသူတို့အကောင်းဆုံးတာဝန်ထမ်းဆောင်နေတယ်ဆိုတာကိုဒါကျွန်တော်မျက်မြင်ကိုယ်လေးကျွန်တော်တွေ့ရပါတယ်ဒီပြင်ကိုပေါ်ဆွေမြင့်အနေနဲ့ကတော့ဟလာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူကမြို့နယ်ဒီကိုဥက္ကဋ္ဌပေါ့နော်ဒီကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌလည်းသူကဖြစ်ပါတယ်မြို့နယ်အုပ်ချုပ်ရေးမှူးကနော်အဲ့ဒီအတွက်ကြောင့်သူ့အနေနဲ့ကတော့ဒါဒီချင်းလူမျိုးတို့ရဲ့ဒလိထုံးစံယဉ်ကျေးမှုအစဉ်အလာတွေကိုဟလာချိုးဖောက်လို့တဲ့စိတ်မထီမဲ့မြင်ပြုလို့တဲ့စိတ်လုံးဝမရှိဘူးဆိုတာကိုလည်းကျွန်တော်ထပ်လောင်းကျွန်တော်ပြောကြားလိုပါတယ်သူ့အနေနဲ့ပြီးခဲ့တဲ့ကျွန်တော်မရောက်သေးဘူးချင်းမျိုးသားနဲ့ဆန်တလာမှာလှုပ်သွားတယ်လို့ကျွန်တော်သိရတယ်ကျွန်တော်တော့မရောက်သေးဘူးပေါ့နော်ကျွန်တော်ကြားမှာရှိတဲ့အချိန်လေးမှာချင်းမျိုးသားနဲ့ဟလာအဲ့မှာလူကြီးတွေလာတယ်အဲ့ဒီအချိန်မှာထန်တလန်မြို့နယ်လေးကလူကြီးအဖြစ်8000လောက်ပဲရှိတဲ့အချိန်မှာလာတဲ့နိုင်ငံတော်အကြီးအကဲတွေအခမ်းအနားတွေမှာတက်ရောက်တဲ့အခမ်းအနားတွေမှာချင်းမျိုးသားနဲ့အခမ်းအနားပေါ့နော်အဲ့ဒီမှာလှုပ်သွားတာသူအကောင်းဆုံးဖြစ်အောင်သူဆောင်ရွက်သွားတယ်လို့ကျွန်တော်ယုံကြည်တယ်မင်းများစုံစမ်းတဲ့အခါမှာလည်းသူ့ရဲ့လုပ်ရပြန်ရည်အရေးချင်းတွေကလည်းအဲ့ဒီနေရာမှာတွားပြီးတော့ပေါ်လွင်ထင်ဟပ်နေတယ်သူ့အနေနဲ့ဒီချင်းမျိုးသားလေးမှာအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဟလာသူအကောင်းဆုံးဖြစ်အောင်သူလှုပ်ဆောင်သွားတယ်ဆိုတာကသူ့ရဲ့တာဝန်ယူတာဝန်ထမ်းဆောင်တဲ့ဒေသခံတွေရဲ့လူမျိုးတွေရဲ့ချင်းလူမျိုးတွေရဲ့စေတနာပေါ်မှာဒါရောင်ပြန်ဟပ်နေမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်သူ့အနေနဲ့ဒေသခံပြည်သူတွေချင်းလူမျိုးတွေအပေါ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကိုလည်းကျွန်တော်အလေးနဲ့ထားပြီးတော့ကျွန်တော်ပြောကြလို့ဒါတော့ဆယ်ဦးချုံမှုကပြောသွားတဲ့ခါကျတော့ကျွန်တော်တို့ဒါ Viber group ပါ Viber group ဆိုတာကဒါအချင်းကိုပဲ response ဆိုပြီးတော့ကျွန်တော်တို့ကျမ်းမာရေးဌာနကနေပြီးတော့မြို့နယ်ကိုမြို့နယ်ရဲ့သတင်းတွေကိုအချင်းနဲ့တပြေးညီကျွန်တော်တို့ယူရတာဖြစ်ပါတယ်အဲ့ဒီဟာဒီမှာရောခုနကကျွန်တော်တို့ Messenger group ကျွန်တော်တို့ group နှစ်ခုရှိပါတယ်မြို့နယ်လိုက်ဌာနအကြီးအကဲတွေရောအောက်ခြေဝန်ထမ်းတွေအားစကျွန်တော်တို့စီကိုဒါCOVID-19 နဲ့ပတ်သက်တဲ့ case ရောက်ရှိမှုတွေ quarantine ထားရှိမှုတွေ
case positive ဖြစ်လာရင် contact ပေါ့နော်အတူနေလိုက်ပါပို့ဆောင်လိုက်ပြီးတော့လိုက်လာရှာဖွေမှုတွေဒီပေါ်မှာကုသမှုတွေပါတယ်ဒါတွေမှလည်းခုနကကျွန်တော်တို့ချန်တနာမျိုးနယ်ဆရာဝန်ကြီးက update ဖြစ်ပါတယ်နောက်သူကိုယ်တိုင်တိုက်ရိုက်ကျွန်တော်စီကိုတိုက်ရိုက်ပို့တာရှိတယ်သူကဟာလည်း timely ရောက်လာရှိတာဖြစ်ပါတယ်အဲ့တော့ဆရာခံယူချုံမှုပြောသွားတယ်ကျွန်တော်ကပြောမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဝန်ထမ်းဘက်ကလည်းဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ချက်တွေပေါ့နော်ယောဂပြည်သူလူထုပေါ်မှာယောဂမကူးဆက်စေဖို့ပြည်သူလူထုပေါ်ယောဂကူးဆက်မှုအနည်းဆုံးဖြစ်စေဖို့ယောဂပြောင်းလဲမှုတွေမရှိစေဖို့အတွက်ကတော့လုံးဝကိုခွန်ဆိုင်အားဆိုင်စိတ်နှလုံးထဲမှာထည့်ပြီးဆောင်ရသောပုဂ္ဂိုလ်ဖြစ်ပါတယ်သက်ဆိုင်ရာမြို့နယ်တွေမှာသူ့ရဲ့ဟောပြောပွဲတွေသူ့ရဲ့စကားတွေကိုကျွန်တော်သူ့စီမကြပဲတခြားသူကပြောရင် COVID-19 နဲ့ပတ်သက်ပြီးတော့ဆရာကြီးရဲ့ရှင်းလင်းချက်ကိုဒါအောင်နားလည်တဲ့လူတွေဆိုရင်တခါကျရင်အပြင်တော်မထွက်ရတဲ့အနေထားလောက်အောင်ပြုရတဲ့အနေထားမျိုးဖြစ်တဲ့ရှိတော်ဆွေးနွေးနိုင်တဲ့ပုဂ္ဂိုလ်တို့ကျွန်တော်တို့ကသိပါတယ်ဒါကျွန်တော်သိထားတဲ့အချက်တွေပေါ့သူစီကကျွန်တော်သိတာမဟုတ်ဘူးကျွန်တော်ဟီယာစင်နာထောင်တယ်ဒီတော့ကြောင့်ဒီလို COVID-19 ယောဂမကူးဆက်မပြန့်ပွားနိုင်ဖို့အတွက်ကတော့သူကိုယ်တိုင်ဒီလည်းအမတန်ခွန်အားစိုက်ထုတ်တော်သူဖြစ်ကြောင်းကျွန်တော်အနေနဲ့ဒါDC ကဆွေးနွေးတဲ့အခါမှာကျွန်တော်လည်းဖြစ်ဆွေးနွေးလိုပါတယ်ခုနဆရာဦးအောင်စိန်မြင့်ဆိုတာလည်းကျွန်တော်ရဲ့ဇာတိမျိုးနယ်ဘက်မှာဒူးစီနဲ့ကြောက်ခဲ့ပြီးအဲ့ရှင်ကလေးကလည်းသူစီရိုးရီကန်ရင်ကောင်းမွန်သောလူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာလည်းကျွန်တော်အနေနဲ့ဖြစ်ဆွေးနွေးလိုပါတယ်ကျွန်တော်ထပ်ပြီးတော့ပြောချင်မေးချင်တာကလည်းပေါ့လေဒီခန္ဓာလိုက်အောက်ကျွေးမှုကဖုန်းခေါ်ရင်ကျွန်တော်အမေတိုင်းဖုန်းမကန်ဘူးပြီးဆရာဝန်ခေါ်ရင်လည်းလူကူတန်းလာခဲ့ပါဆိုတာအမေတိုင်းပြောတယ်ဆိုတော့ပြောချင်တာကပြဿနာဖြစ်ကတိကအဲ့ဒါလူထုဘက်ကလည်းပြဿနာတက်နိုင်တယ်ဒါရှင်းပေးပါဆိုတာမျိုးကျွန်တော်ဟာခါနဲ့ခေါ်ပြီးတော့လူကူတန်းလာခဲ့ပါဆိုတာကျွန်တော်သတင်းသမားတွေအတွက်ဒါခက်တဲ့ကိစ္စဖြစ်တယ်ဒီကိစ္စမှာဘယ်လိုပုံစံနဲ့ဒီအခုလူမျိုးသတင်းစာရှင်းလင်းပွဲမှာလေသူကူတန်းလာပြီးတော့ပြောရင်ပို့ပြီးတော့မတင်တော့ဘူးလားပြီးနောက်မီဒီယာတွေနဲ့ချစ်စစ်တဲ့ခါမှာလေအဲ့လိုမျိုးကိစ္စဖုန်းမကန်တာဒီမှာလူကူတန်းလာခဲ့ပါဆိုတာဒီဘယ်လိုပုံစံနဲ့ညွှန်ကြားပေးနိုင်မလဲဆိုတာကျွန်တော်မေးချင်ပါတယ်ဆက်လို့ရတယ်ခုနကျွန်တော်တို့နေဖို့ဖြည့်တဲ့ဒီဥပဒေစမွေးကိစ္စတစ်ချက်လောက်ဖြည့်ကြပြီးလို့တော့ပြီးတော့ကျွန်တော်တို့ခုနကျွန်တော်မရှင်းတာတော့မသိဘူးပြီးနေမှုဟိုတစ်ချက်လောက်မေးကြည့်ချင်တယ်ဘာဖြစ်လို့ဆိုပြီးနေမှုကဒီဟာဘယ်သူကခုပြုတ်ပေးရလဲမသိဘူးဆိုတော့စကားပြောထွက်လာတော့ပေါ့နော်အခါကျတော့ဒီဟာဘာလို့မသိရလဲဆိုတော့ကိစ္စကသူတို့ကတရားမဝင်ဘူးက terminology ရဆိုတရားမဝင်ဝင်လာတယ်လို့ဆိုလို့တဲ့အဲ့လိုမျိုးလေးပြောက်သွားသလားဆိုတော့စကားကိုကျွန်တော်အခုတော့ clarify လုပ်နေတယ်နောက်ပြီးတော့ဒီ information gap ဖြစ်တာကခုနကျွန်တော်တို့အခုမှဒီနေမှုစီကိုတရင်နဲ့ချက်လက်ကိုပုံလို့ရောက်လာတယ်အခုမှလည်းကျွန်တော်တို့ဖက်ပြရတယ်ဆိုတော့ဒါကျွန်တော်တို့ဒီဘယ်လိုပြောလဲဒီကိစ္စပုံမှာဆရာတို့ကဘယ်လိုစီ management လုပ်တယ်ဆိုတော့ကိစ္စကနည်းနည်းပိုရုံနေလားဆိုတဲ့ကိစ္စကိုရှင်းပြပါဒီနံပါတ်1ကဟိုဘက်ကတရားမဝင်ရောက်လာတော့ကျွန်တော်မပြောဘူးနော်မပြောဘူးကျွန်တော်တရားမဝင်ရောက်လာကျွန်တော်တော့မပြောပါဘူးညီတို့ဒီလိုမျိုးထွက်လာတယ်ကျွန်တော်မသိဘူးလို့ပြောတာကျွန်တော်လည်းလက်မမီနိုင်တဲ့အတိုင်းသာဖြစ်တယ်ဒါလေးတော့ကြောင်ရော clarify လုပ်ပါတယ်နောက်ကျွန်တော်စီကိုဒီခုနက report ကကျွန်တော်9ရက်နေ့ကကျွန်တော်ရပါတယ်နောက်9ရက်နေ့မှာတော့မီဒီယာတွေမှာလည်းပွားထနေပြီပေါ့လေဒီဥစ္စာကိုကျွန်တော်ကဖတ်ရှုပါတယ်ကျွန်တော်ဖတ်ရှုတဲ့အခါမှာတော့ဖတ်ရှုပြီးရင်တော့ကျွန်တော်ကတော့နောက်ပိုင်းကျရင်တော့ဒါကိုအခုလောလောဆယ်မှာတော့ဆွေးနွေးနေကြတော့ပေါ့နော်ဆွေးနွေးကြတယ်ဒီဥစ္စာကဒီလိုပြောခဲ့တယ်ဒီလိုနားထောင်ခဲ့တယ်ဒီလိုပြောတာကိုဒီလောက်နားလေသလားဒါတွေကိုကျွန်တော်တို့ကတေချာဂါဂနာနာတိမတာနဲ့ကျွန်တော်တို့ကဒီပေါ်မှာသုံးသပ်ပြီးတော့နောက်ဒီလိုမျိုးမဖြစ်ဖို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်သုံးသပ်နေခြင်းအတိုင်းအတာတစ်ခုဖြစ်ပါတယ်ဟုတ်ပြီနော်သုံးသပ်နေရင်ကျွန်တော်အဲ့လိုပဲဖြေချင်ပါတယ်ကျွန်တော်တို့အခုကတော့ကိစ္စတစ်ခုကိုကြည့်ပြီးရင် why ဘာကြောင့်ဖြစ်တာလဲဒါပေမဲ့အဲ့ဖြစ်စဉ်မှာဘယ်လိုဖြစ်သွားတာလဲစကားဆိုတာတစ်ဖက်စကားနဲ့ယူရကျွန်တော်တို့နားထောင်လို့မရဘူးတစ်ဖက်စကားနဲ့နားထောင်အောင်မယ်ဘေးနားနေမြင်နေတဲ့လူတွေအနေထားနဲ့နားထောင်အောင်မယ်ဒီလိုအနေထားတွေကတော့တဖြည်းဖြည်းအချိန်ယူပြီးစီစစ်ရမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အချိန်ယူပြီးစီစစ်ရမယ်အဲ့လိုအချိန်ယူပြီးစီစစ်ရတဲ့အခါမှာကျွန်တော်ကကျမ်းမာရေးကပြည်နယ်ဦးစီးမှုဖြစ်တဲ့ကြောင့်ကျွန်တော်ကတော့စီစစ်ရင်တော့ကျွန်တော်ကျမ်းမာရေးပဲကျွန်တော်စီစစ်လို့ရမှာလေကျ
ကျွန်တော်ဘိုင်းနေပူပေါင်းပါမှုတွေလည်းလိုအပ်မှာဒီတဲ့ကြောင့်ကျွန်တော်တို့ကတော့ဟိုဒါတော့ကျွန်တော်တယောက်တည်းကျွန်တော်ဌာနနေတယ်တော့အချိန်ယူပြီးတော့စစ်စစ်မယ်ဒီမှာသုံးသပ်မယ်ဒါကျွန်တော်အနေနဲ့သွားမဲ့ဘိုင်းဖြစ်ပါတယ်နော်အဲဒီအခြားသောအပိုင်းတွေကြတော့ဒါ beyond ကျွန်တော်ရဲ့ authority အပြင်ဖက်မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ပြီးတဲ့ဆက်သွယ်ရတာခက်တဲ့ကိစ္စဘယ်လိုပုံစံရှင်းပြနေလဲဆိုတော့ကျေးဇူးတော်ဥပဒေချုပ်ဖြစ်ပြီးလို့ရမှာကျမ်းမာရေးပေါ့ကျမ်းမာရေးတခုလေးရှိပါတယ်နော်ဟိုဆိုတဲ့ကိစ္စတစ်ခုမှာဒီမှာလည်းအချို့မီဒီယာကြီးကျွန်တော်လည်းလာပြီးပြောတဲ့လူတွေလည်းရှိပါတယ်နော်ကျွန်တော်စီလည်းရောက်ပြီးတဲ့လူတွေရှိပါတယ်ကျွန်တော်တို့ဖြေတိုင်းလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းမီဒီယာတွေမှာအဝေးကနေလာရောက်ပြီးတော့အဝေးကနေနှမ်းမိရတဲ့အပိုင်းတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမီဒီယာနဲ့ဖြေရတဲ့အခါမှာကိုရီရဲ့ပြောဆိုတဲ့စကားလုံးတွေကဒါဟိုစနစ်ကျပြည်စုံမှုကျွန်တော်တို့လိုပါတယ်စနစ်ကျလာဖို့လိုပါတယ်အဲ့ဒီအတိုင်းအတာမျိုးမှာခုနကနေအဝေးကနေပြီးတော့မီဒီယာနဲ့ယူတဲ့အခါမှာကျွန်တော်စိတ်ချရတဲ့မီဒီယာဆိုရင်တော့ကျွန်တော်လည်းတန်းပြီးတော့ဖြေကျွန်တော်မသိတဲ့လူကျွန်တော်မပြီးတဲ့လူဆိုတော့ကျွန်တော်ရုပ်ရဖြေဖို့အရေးမှာကျွန်တော်တို့အများကြီးစဉ်းစားရတာရှိပါတယ်အဲ့လိုနေတဲ့မျိုးမှာကျတော့ကျွန်တော်လည်းတစ်ခါကြာရင်ဟိုကျွန်တော်ရုံးကိုလာခဲ့ပါလို့ကျွန်တော်ပြောခဲ့တာရှိပါတယ်တစ်ခါကျကျွန်တော်အစည်းအဝေးနဲ့တိုက်ဆိုင်နေတာလေးရှိပါတယ်ဒီမှာတစ်ဖြစ်ညီလေးဆိုရင်ကျွန်တော်ဟိုတနေ့ကဟိုမင်းတက်ကိစ္စဘယ်သူမှမသိဘူးဆက်တာညပိုင်းအဲ့ဒီမှာကျွန်တော်ကမင်းတက်ကိစ္စကျွန်တော်ဒီနေ့အဖွဲ့နဲ့အရေးပေါ်အစည်းအဝေးထိုင်နေတာကျွန်တော်အဲ့လိုအစည်းအဝေးထိုင်နေတယ်ပေါ့နိဒါကျွန်တော်ရဲ့ personal ဟိုဟာဖြစ်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေမှာလည်းခုနကလိုအဲ့ဒီဘန်းလေးရှိတာဖြစ်ပါမယ်ကျွန်တော်အနေနဲ့မီဒီယာများကိုလည်းမြေတားရက်ခံနေတာကတော့မီဒီယာတွေအနေနဲ့လည်းသက်ဆိုင်တဲ့ဆရာတွေနဲ့ management တွေနဲ့တွေ့ပြီးတော့ဟို personal တိဖို့အတွက်လည်းကြိုတင်ပြီးတော့ဆောင်ရွက်ထားစေလိုပါတယ်ဒါမှသာလေဘယ်သူလဲဆိုတာသိတဲ့ခါကျတော့ခါမှာဖြေရတဲ့အတိုင်းအတာလေးတွေရှိလာပါလိမ့်မယ်စကားတစ်ခုကိုဖြေတဲ့အခါမှာတစ်ဖက်ကလူကိုလည်းဖြေရတဲ့လူကလည်းဂါနာတီးကြဆိုတော့တိမှသာလျှင်ဖြေဆိုရတဲ့အပိုင်းလေးတွေကောင်းတာဖြစ်ပါမယ်တစ်ခါတည်းမှာခုနကလိုမအားလက်တဲ့အချိန်နဲ့တိုက်ဆိုင်နေတဲ့မျိုးလည်းဒါလေးလည်းဟိုနားလည်ပြီးဖို့လိုအပ်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ကျွန်တော်ရဲ့ personal ခံယူချက်ကိုပြောတာဖြစ်ပါတယ်ဒီတဲ့ကြောင့်ခုနကတော့အပိုင်းအရနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပတ်သက်ပြီးတော့ဝန်ထမ်းတွေကိုလည်းကျွန်တော်အနေနဲ့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့ကိုဆွေးနွေးမှာဖြစ်ပါတယ်မီဒီယာတွေဘက်ကလည်းခုနကလိုပေါ့ mutual respect ပေါ့အပြန်အလှန်လေးစားမှုပေါ့နော်သူ့ကိုလည်းကိုလေးစားကိုလည်းသူလေးစားမှုနဲ့သူဒါညနေချင်းဆိုင်လည်းနည်းနည်းလေးတော့ကြိုတင်တွေ့ဆုံပြီးတော့ပြောက်လို့ပါပေါ့အကျွမ်းတုံဝင်ဖြစ်သွားအောင်တော့ဆောင်ရွက်ထားသင့်ပါတယ်လို့ကျွန်တော်အနေနဲ့ဒါဖြေလိုပါတယ်နော်ဥပမာဆိုညီလေးဆိုကျွန်တော်သိတယ်ဒါကျွန်တော်ဆိုရတဲ့ကိစ္စသူသိတယ်ဟိုဒါကျွန်တော်သိတယ်ဆိုကျွန်တော်သူဆိုနည်းနည်းမြင်မှုတယ်ပေါ့ဆိုရတဲ့ကိစ္စတွေမမြင်ဘူးတဲ့လူတယောက်ကကြတော့တချို့ရွတ်တဲ့ဒီလိုမျိုးဆိုရင်ကျွန်တော်တို့မှဖြေရမယ့်အပိုင်းမှာအများကြီးဟိုစဉ်းစားရတာလေးရှိပါတယ်ဒါကျွန်တော်ရဲ့ personal ဟာကိုပြောပြတာဖြစ်ပါတယ်ဒါကြောင့်အစောပိုင်းလဲဆရာတို့တွေဒီလိုသတင်းတွေနဲ့ပတ်သက်ပြီးတော့ရယူမယ်ဆိုရင်တော့သက်ဆိုင်တဲ့ပုဂ္ဂိုလ်ကြီးလည်းနည်းနည်းလေးရင်းနှီးမှုရှိအောင်လေးတော့ဆောင်ရွက်ထားသင့်ပါတယ်လို့ကျွန်တော်အနေနဲ့ဖြေလိုပါတယ်ကာယကံရှင်မှာလည်းသူ့ရဲ့ဟိုစဉ်းစားချင်းရတဲ့ဟာလေးရှိမယ်ဆိုတာလေးလည်းနားလည်ပေးပါလို့ကျွန်တော်လည်းပြောချင်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အခုကျွန်တော်တို့ပြည်သူ့ဘဝနဲ့မာနကိုချုပ်တော့ချုပ်တော့ပဲဆိုတော့ခုဒီထက်တာဖြစ်စီကိစ္စတွေပတ်သက်ပြီးမီဒီယာဘက်ကလည်းပဲကျွန်တော်တို့လွတ်လပ်လပ်ဖွင့်နေတယ်ပေါ့နော်ဒီလိုတပြားပဲပြုလို့ကျွန်တော်တို့အကုန်လုံးရင်းနှီးပြီးလို့တော့ကျွန်တော်ထင်မိပါတယ်အဲ့တော့ဒီတော့လည်းဆက်လက်ပါတော့ငါညရဲ့ညပြလာတာဒီလိုကြောင့်ထပ်ပါတော့ဟိုမီခွန်ဘာနခုလောက်ပေါ့နော်မမီဖြစ်တဲ့မီခွန်နခုလောက်ပဲကျွန်တော်ဆက်ပြီးပြီးတော့ချက်တဲ့တိုင်းနေတော့ဒီတံခါးပြည့်ကိစ္စနဲ့ပတ်သက်တော့ဝင်းကြီးကလည်းအဖွင့်မှာစကားပြန်ခံရတာရှိပါတယ်ဒီအစောခွဲရနေပြီးတော့ဒီတံခါးပြည့်နဲ့ပတ်သက်ပြီးတော့ဒီ statement ပေါ့ press statement ပေါ့ဒီသတင်းထုတ်ပြန်ချက်ကိုလည်းမီဒီယာတွေအားလုံးပြီးမယ်ဆိုအဲ့ဒီမှာလည်းဖြစ်ဆုံးပါမယ်လို့လည်းကျွန်တော်ဖြစ်ပါတယ်ကျွန်တော်လည်းမသိဘူးပါဘူးဆိုတဲ့အခါကျတော့လုံးဝဒီသတင်းစာချင်းလေးပေါ်မှာဝင်ကြီးဟိုထပ်တော့ပြီးချင်တယ်ဟိုဝင်ကြီးလို့ရှိတော့တော့ပြီးပြီးခေါ်ရှိတဲ့ဆိုရှင်တော့ကျွန်တော်တို့အခုတော့ပဲပြန်ပြီးမှဆက်လက်ပြီးမှဆက်လက်ကျွန်တော်ဒီနေ့ပြတိုင်းခံပါတယ်
တော့မင်းတို့ဖြစ်တဲ့မိဘရှိတော့ဒီကတော့ဟိုတော့ပဲဒီကတော့ကျွန်တော်ကချစ်ပြီးနေထန်ကြုံဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆွေရဖွဲ့စီပင်တိုင်းဝင်ကြီးဦးစုထက်ဦးဆောင်ပြီးတော့ထန်တလာကိုလည်းတွားရောက်ခဲ့ပါတယ်ထန်တလာတွားရောက်တဲ့နေရာမှာလည်းကျွန်တော်တို့အနေနဲ့အဓိကတော့ဆွေရဖွဲ့တောင်းပေးချက်တွားရောက်တဲ့နေထားမှာကျွန်တော်ကိုယ်တိုင်အဲ့ဒီရောက်တဲ့အချိန်မှာအများကြီးခံစားခဲ့ရပါတယ်ဖြစ်စဉ်ကလည်းကျွန်တော်ရဲ့မြို့သမီးနိုင်ချက်မှာဆုံးတယ်ပြန်လာတဲ့အချိန်နဲ့ကိုဗစ်နဲ့ကြုံလာတဲ့အချိန်မှာတွေ့ကြုံလေးနဲ့ခက်ခဲနဲ့ကျွန်တော်နဲ့ခက်ခဲအရန်တူနေတော့အရန်ခံစားရဲသူ့ရဲ့မျိုးသူ့ရဲ့ဆွေမျိုးတွေလည်းအရန်သူ့အတွက်ခြေခွဲဝမ်းနဲ့ခံစားပေးတယ်ဆိုတာကိုကျွန်တော်အဲ့ဒီနေ့ကလည်းကျွန်တော်ပြောခဲ့ပါတယ်ခုကျွန်တော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နေနဲ့တီထားမှုပါတော့ဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့အားလုံးကြည့်တဲ့အတိုင်းပေါ့နော်အစစ်စစ်ကော်မတီဖွဲ့ပြီးတော့ဆောင်ရွက်တဲ့ကိစ္စပဲဖြစ်ပါတယ်ကော်မတီနဲ့ဆောင်ရွက်တဲ့ကိစ္စဖြစ်တယ်ဆိုတာလေအားလုံးသိရှိပြီးဖြစ်မှာပါအဲ့ဒီကော်မတီနဲ့ဆောင်ရွက်တဲ့နေရာမှာညွှန်ကြားချက်လည်းရှိပါတယ်သူတို့ရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်လည်းအတိအကျရှိပြီးဖြစ်ပါတယ်တာဝန်နဲ့လုပ်ပိုင်ခွင့်ပေါင်းဒီမှာဆောင်ရွက်တဲ့အနေထားဟုတ်ကြီးမဟုတ်ဆိုတဲ့ဘိုင်းကတော့ကျွန်တော်အနေနဲ့လည်းအများကြီးတည်တည်စဉ်းစားခဲ့ပါတယ်ဒါမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထန်လာရောက်တဲ့အချိန်မှာလူငယ်တွေကလည်းတင်ပြတာရှိပါတယ်ချက်3ချက်လောက်တင်ပြတာရှိပါတယ်ကျွန်တော်လည်းသူတို့တင်ပြတဲ့အချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးဖွဲ့နေတဲ့ CP ဝင်ကြီးနဲ့ထည့်သွင်းကြည့်တဲ့အချိန်မှာဖြစ်ထိုက်တဲ့ကိစ္စကိုဖြစ်တဲ့ကိစ္စကိုဆောင်ရွက်တဲ့ကိစ္စကိုဆောင်ရွက်မယ်ကိစ္စဖြစ်တယ်ဆိုတာလေကျွန်တော်အနေနဲ့နားလေလက်ခံထားတဲ့အနေအထားဖြစ်ပါတယ်ခုနပြောတဲ့အတိုင်း CP ဝင်ကြီးကလည်းသူတို့တောင်းဆိုချက်3ချက်နဲ့ပတ်သက်ပြီးတော့အလေးထားဆောင်ရွက်ပေးမယ်လို့လည်းပြောထားတဲ့ထားဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြေပယောကမပါဘဲနဲ့စင်ပြည်တဲ့နီလာနဲ့ပေါ့နော်ကျင်းချမ်းတဲ့ပြီးဆက်ခြင်းနဲ့စာနာတော့ကျွန်တော်မှရှိပါတယ်သူတို့ခုနပြောတဲ့အတိုင်းပေါ့နော်ဝန်ထမ်းတယောက်ဆောင်ရွက်ချက်ပုံမှာရေးယူကိစ္စဆိုတာကျွန်တော်ဝန်ထမ်းစီမီစီကန်းဆိုတာလည်းရှိပြီးဖြစ်ပါတယ်တို့ဝန်ထမ်းစီမီစီကန်းနဲ့အညီနဲ့ဆောင်ရွက်ခြင်းရှိမရှိဆိုတာလည်းတက်ဆိုင်ရာဌာနအနေနဲ့ကြီးကျက်စစ်ဆေးရမယ့်ကိစ္စဖြစ်တယ်လို့ကျွန်တော်ကိုယ်နဲ့ပတ်သက်ပြီးတော့လည်းလုပ်ပိုင်ခွင့်ကော်မတီစစ်တာဝန်နဲ့လုပ်ပိုင်ခွင့်လည်းပေးထားပြီးဖြစ်ပါတယ်။တာဝန်နဲ့လုပ်ပိုင်ခွင့်ပေးထားတဲ့အတိုင်းဆောင်ရွက်ခြင်းရှိမရှိဆိုတာလည်းအဲ့ဒါပြန်ပြီးတော့စစ်ပြီးတော့ဆောင်ရွက်မယ့်ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တော့မှားမမှားဆိုတာတက်ဆိုင်ရင်ခုကိစ္စကတော့လူမျိုးကိစ္စလည်းပြောဆက်နေပါတယ်။အဲ့ဒါကြောင့်ဒီကိစ္စလေးကိုတော့ကျွန်တော်အနေနဲ့ဆန္ဒတော့မိဘလီရဲ့သဘောထားဆန္ဒလည်းကျွန်တော်အားလုံးသိရှိပြီးဖြစ်ပါတယ်ကျွန်တော်ဆောင်ချက်ပုံမှာလည်းတို့ကလည်းကျင့်တဲ့လက်ခံနိုင်တဲ့အနေအထားရှိပြီးဖြစ်တယ်လို့ပဲကျွန်တော်အဲ့လိုပဲယူဆတဲ့အတွက်ဒါလေးကိုတော့ပြပြလေးလေးနဲ့ပြီးဆုံးသွားမယ်လို့ပဲအဲ့လိုပဲယူဆရဲဆိုတော့ပိုင်းနေပါအားလုံးကျေးဇူးအဲ့တော့ဒီကောင်းရှိတော့အခုဝယ်တော့အခုဝယ်တော့ကတော့အဲ့ဒါတူထနေဒီနောက်ဆုံးမေးခွန်းနေမေးချင်တာတော့အခုဖြစ်တဲ့ကိစ္စကိုဒီလိုပဲဥပမာလို့ပြီးတော့အခုရှိနောက်ထပ်ဒီလိုကိစ္စမျိုးထပ်ဖြစ်ရင်ဒီလိုလည်းအစိုးရထိုက်တာတော့ကျွန်မလေးထိုက်တာတော့ဒီလိုတော့အကုန်လုံးအခုလည်းကတော့အကုန်လုံးမျိုးဒီလိုကိစ္စမျိုးထပ်ဖြစ်နေတယ်ဒီလိုပြင်ဆင်ထားဖို့ရှိနေတော့အခုကတော့ဥပဒေချုပ်ကြီးပြောလို့ဆိုတော့ခြေနိုင်တဲ့ကိစ္စဖြစ်နေသွားနေတယ်ပေါ့နော်။ဒါလည်းပဲဆိုတော့ဒီလိုမျိုးကိစ္စကိုချက်ဖြစ်တဲ့ခါကျတော့နောက်ကြရင်ဒီလိုဒီရုံကိုလို့ပြောမှာလေဒီလိုမျိုးဒီတည်ရုံကိုတည်ပြဖို့ gap ဖြစ်နေတဲ့ကြားတွေကိုဒီလိုမျိုးဆက်သွားဖို့ရှိတယ်။ဒီချက်ကျွန်တော်တို့တရားဒီကိစ္စနဲ့ရနိုင်အောင်ပါလို့ပြင်ဆင်ထားတယ်။ပြီးတော့အလောင်းကိုကားဖြစ်တဲ့ကအလောင်းကိုမျိုးချင်းမှာယူမတော်ခွင့်ရပါလို့အဲ့လိုမျိုးချက်ခဲ့တယ်ဆိုတော့ကျမကြီးခက်ပါရောပေါ့နော်အစိုးရဘက်ကရောပါပဲပြင်ဆင်ထားတာဖို့ရှိနေပေါ့နော်အဲ့ဒါလေးသိချင်တယ်ဒီလိုတင်ပါတယ်နေတဲ့ဖြေပြီးတော့နော်ကျွန်တော်ကြားမှာရတယ်ကြားမှာရတယ်မနေ့ကလည်းကျွန်တော်တို့ထန်တာမှလည်းပြောခဲ့ပါတယ်နောက်ဘယ်လိုဖြစ်စဉ်မျိုးမဖြစ်စေရဘူးလို့လည်းကျွန်တော်တို့မနေ့ကလူ
တွေ့တဲ့အချိန်မှာလည်းပြောခဲ့ပြီးသားဖြစ်ပါတယ်ဆိုတော့အခုဖြစ်စဉ်ဖြစ်ပြီးဖြစ်တဲ့အတွက်ဒီအောက်မှာရှိတဲ့တောင်ရှိတဲ့မျိုးနယ်အုပ်ချုပ်မှုပဲဖြစ်ဖြစ်နောက်ဒီဆေးရုံဘက်ကပဲဖြစ်ဖြစ်ဒါကတော့နောက်ထပ်မှားယွင်းမှုမဖြစ်အောင်သူတို့လည်းတိဆောက်ပါလိမ့်မယ်ဆိုတော့တကယ်ဆိုရင်လောလောကူရှင်းရှင်းလေးနဲ့အခုကဒီမှာအင်တာနက်လည်းရတယ်တယ်လီဖုန်းစနစ်တွေလည်းကောင်းတာဖြစ်တဲ့အတွက်ဒီလောက်ကြမ်းကြတာမရှိဘူးဒါပေမဲ့သူတို့ကလည်းကျွန်တော်ခုနအဖွင့်မှာပြောခဲ့တယ်မျိုးနယ်အဆင့်မှာသူတို့ဟာသူတို့မျိုးနယ်မှာတစ်ခါဖြတ်လိုက်တယ်ဖြစ်သွားတယ်ဆိုတော့ဖြတ်လိုက်တော့ခုနသူတို့ရဲ့စိတ်ထဲမှာစာရွက်စာတမ်းနဲ့တင်တယ်စာရွက်စာတမ်းဆိုတာကကြားတယ်လေတော့ပိတ်ရဖြစ်နေတဲ့အတွက်သူတို့ဘက်ကလည်းဒီတင်တက်မှုမှာနည်းနည်းလေးအားနေသွားတာမျိုးဖြစ်တယ်ပေါ့သူဘက်ကတော့ပြည်နယ်မှုကျမရေးပြည်နယ်မှုကိုတော့တင်ပြတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကဒီဘက်ကအုပ်ချုပ်ရေးလိုင်းဘက်ကိုမရောက်လာဘူးအဲ့ဒီ case ကအဲ့လိုလေးဖြစ်သွားတယ်ခင်ဗျဆိုတော့တိတဲ့အချိန်မှာတော့ဝန်ကြီးချုပ်လည်းမနေဘူးကျွန်တော်အစိုးရဘက်မှာရှိတဲ့ဝန်ကြီးတွေမနေဘူးချက်ချင်းဒီကိစ္စဘယ်လိုဖြစ်တယ်လဲဆိုတော့ဖြေရှင်းပြီးတော့ကျွန်တော်ကိုယ်တိုင်မနေရအဲ့ဒါကြောင့်တွားပြီးတော့ရှင်းလင်းတာဖြစ်ပါတယ်နော်ဒီလိုမျိုးမဖြစ်အောင်လည်းကျွန်တော်တို့လှုပ်ထုံးလုံးတွေစီကန်းတွေဟိုဟာတွေကျွန်တော်တို့ထုတ်ပါမယ်နော်ညွှန်ကြားချက်တွေထုတ်ပါမယ်နော်အဲ့ဒါလေးကိုတော့ကျွန်တော်ရှင်းပြတဲ့ကိုစားအစိုးရဘက်ကစားကျွန်တော်ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ကျမ်းမာရေးနဲ့ပြောမှာတော့ခဏကအားလုံးသောပြည်ကြလည်းရှိကြတဲ့အတွက်ကြောင့်ဒီ COVID-19 နဲ့ပတ်သက်တဲ့ဆောင်ရန်တွေလည်းတော်တော်များများနားရည်ဝပြီးတော့သိရှိပြီးကြဖြစ်ကြမယ်လို့လည်းယူဆပါတယ်ထိုနည်းတူစွာပဲခုနကဒီ funeral ပေါ့နော်ဒီခုနကနာရေးခန်းသားတွေမှာလူအနည်းဆုံးနဲ့ဆောင်ရွက်ဖို့ဆိုတာကျွန်တော်ကcentral ကနေပြီးတော့အောက်ခြေ level အထိကျွန်တော်တို့ကညွှန်ကြားထားပြီးဖြစ်ပါတယ်အဲ့တော့ဒီကိစ္စမှာကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဒီညွှန်ကြားမှုတွေနဲ့တူဒီလူလူကို for the sake of people ဒီလူလူကိုလောကကိုဥစ္စာမှုမဖြစ်အောင်စီမံဆောင်နေရတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်လူလူကလည်းနားလည်ဖို့နိုင်နာဖို့လိုပါတယ်ကျွန်တော်ဒီမှာတစ်နှစ်နဲ့၄လရှိပါပြီဒီလေးထုံးစံတွေကျွန်တော်များများကိုလည်းအတိုင်းအတာတစ်ခုကြီးကျွန်တော်သိရှိပါတယ်အားလုံးကိုလေးစားဖို့ရှိပါတယ်သို့တော့အခုချိန်ဒီCOVID-19 pandemic ကမ္ဘာပြန့် COVID-19 ကရောဂါဖြစ်တယ်ကျွန်တော်တို့နိုင်ငံဒီလည်းအာဆီယံမှာအင်ဒိုနီးရှားရဲ့အောက်ကိုရောက်နေပြီအများကြီးကူးစက်မှုများနေတယ်ဒီအချိန်မှာလူလူကနားလေရော COVID-19 ကူးစက်မှုထပ်မဖြစ်ဖို့အတွက်နားလေလိုက်ပါပြီးလို့လည်းလိုပါတယ်ကျွန်တော်နဲ့လူရဲ့မီဒီယာတိုင်းမှာကျွန်တော်အများအားပြောပါတယ်ဤသူလူလူကအမှန်တန်အခေရာကြပါတယ်ဤသူလူလူကအရေးကြီးပါတယ်ကျွန်တော်တို့တွေဒီပညာရေးပိုင်းဆိုင်ရာလူလူကိုလောကဘုံမပြတ်သွားဖို့ဆိုင်ရာမှာတက်နိုင်တဲ့ဆောင်ရွက်ဆောင်တွေကိုကျွန်တော်တို့တတိပေးချက်တွေအတိပေးချက်တွေနဲ့ဆောင်ရွက်နေပါတယ်ဒီအတွက်တော့ကိစ္စရပ်တွေကိုဆောင်ရွက်တော့မယ်ဆိုရင်လူတယောက်ရှင်မှလည်းကိုယ့်ရဲ့စိတ်ဆန္ဒခံစားချက်တွေရှိသလိုအများပြည်သူလူထုကိုမထိခိုက်စေဖို့ကိုယ်နိုင်ငံကိုယ်ပြည်နယ်ကိုယ်ဒေသမှာယောဂပြန့်ပွားမှုအနည်းဆုံးဖြစ်ဖို့ကိုလည်းအားလုံးကပူးပေါင်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်အားလုံးဒီလိုက်လာကြမဲ့သူတွေကစီမင်းစည်းကမ်းတွေနောက်တစ်ခုဆောင်ရွက်ဆောင်တွေကိုအသိပေးရမဲ့သူတွေအကုန်လုံးဟာကျွန်တော်တို့ကိုယ်နိုင်ငံကြီး COVID-19 ယောဂပြန့်ပွားမှုကအနည်းဆုံးဖြစ်အောင်ဝိုင်းလို့ဆောင်ကြမယ်ဆိုတော့ခံချက်စိတ်ကောင်းထားပြီးတော့ဆောင်ရွက်ရမယ်ဆိုရင်ဒီလိုမျိုးပြဿနာတွေထပ်မဖြစ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်အားလုံး COVID-19 ကာလဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးတွေဖြစ်ရတာဖြစ်ပါတယ် COVID-19 ကာလ COVID-19 ကူးစက်မှုအမတန်စိတ်ပူနေရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးတွေဖြစ်တာဖြစ်ပါတယ်เนาะဒီ COVID-19 ကျွန်တော်တို့နိုင်ငံကကင်းရှင်းသွားရင်ဒီလိုပြဿနာတွေလည်းဖြစ်စရာအကြောင်းမရှိဘူးလို့ကျွန်တော်သိချင်မှာခံယူထားပါတယ်ဒါကြောင့်ဆောင်ရွက်ကြတော့ဝန်ထမ်းတွေကလည်း COVID-19 ဒါမိမိရဲ့အလုပ်ချိန်တာဝန်တွေရဲ့အိမ်မှာတော့မှ COVID-19 မဖြစ်စေဖို့မကူးစက်စေဖို့အတတ်နိုင်ဆုံးဒါထိန်းသိမ်းဆောင်ရွက်ကြရတယ်ဆိုတော့အားလုံးနားလည်ပြီးကြသိနေပါတယ်ကျွန်တော်အနေနဲ့ဒီနေ့လာမယ်ဆိုတဲ့အခါကျဒါအော်တိုဘာလ၁ရက်နေ့မှာကျွန်တော်တို့မြန်မာနိုင်ငံမှာတကွက်စစ်ဆေးတာဒီရန်ကုန်မြို့ပြည်သား့ကျန်းမာရေးတပ်ဖွဲ့မှုဆိုင်ရာဌာနရှိပါတယ်ရန်ကုန်မြို့စေတုဒေသနာဦးစီးဌာနရှိပါတယ်ရန်ကုန်မြို့တပ်မတော်စေယုံကြီးရှိပါတယ်နေပြည်တော်တပ်မတော်စေယုံကြီးရှိပါတယ်မန္တလေးတပ်ခွဲခန်းရှိပါတယ်မော်လမြိုင်တပ်ခွဲခန်းရှိပါတယ်တောင်ကြီးတပ်ခွဲခန်းရှိပါတယ်စေယုံတွေမှာကျွန်တော်ချင်းမိနေဆိုဟာဖာစေယုံရှိပါတယ်ဒီစေယုံတပ်ခွဲခန်းနေနဲ့စစ်ဆေးတဲ့ဒီနေ့ထွက်နေကြတဲ့ case တွေကအများကြီးဖြစ်ပါတယ်ဒါသည်
အယူသားကျမ်းမာရေးနဲ့ကွန်ပျူတာဆိုင်ရာအနည်းချက်တရက်နေ့အော်တိုဘာတရက်နေ့မှာထွက်တဲ့ positive တွေပဲကျွန်တော်ဗီဒီယိုဆွဲထားဖြစ်ဒါတနိုင်ငံလုံးကထွက်တဲ့အရေးအတွက်ကတဝက်လောက်ပဲရှိသေးတယ်တရက်နေ့ဒါက2ရက်နေ့အထက်လိုက်ပြီးပါပဲနာမည်ဒီပါတဲ့အတွက်ကြောင့် confidential ဖြစ်တဲ့ကျွန်တော်မကြတော့တာဖြစ်ပါတယ်ကျွန်တော်တို့မှာ confidential တွေလူတွေရဲ့နာမည်ကိုကျွန်တော်တို့အင်းတင်းရမှာရှိပါတယ်3ရက်နေ့မှာအများကြီးရှိပါတယ်သုံးရက်နဲ့ပြောရင်အများပြည်သူလူထုကိုသိစေချင်ပါတယ် COVID-19 ကျွန်တော်တို့ကိုအမတန်ချင်းချောက်နေပါတယ်အမတန်ဒုက္ခပေးနေပါတယ်လူမှုရေးစီးပွားရေးကျန်းမာရေးပညာရေးတွေမှာအမတန်ထိခိုက်နေတယ်ဒုက္ခရောက်နေတယ်ရပ်ဆိုင်းနေတယ်ဆိုတော့အားလုံးသိကြပြီဖြစ်ပါတယ်ဒီ COVID-19 ကိုကျော်လွှားနိုင်ဖို့ကတဲနေလျောင်းမြင်းဆောင်မကြအားလုံးကပူပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်ကျွန်တော်အနေနဲ့ဒါကြောင့်ဒီနေ့မီဒီယာနဲ့ကြုံတဲ့ချိန်မှာကျွန်တော်အနေနဲ့အထူးမြတ်တာရက်ခံလို့နေတာကတော့ဆောင်ရွက်ဆောင်များကိုပြည်သူလူထုတေချာသိရှိပြီးတော့လိုက်နာပေးပါလို့ကျွန်တော်အနေနဲ့အထူးမြတ်တာရက်ခံတောင်းဆိုနေပါတယ်ကျွန်တော်နိုင်ငံ COVID-19 ဘေးကကင်းဝေးခြင်းပါတယ်ကျွန်တော်တို့တွေအခုချင်းမှာကျွန်တော်တို့43ယောက် positive ရှိခဲ့ပြီဖြစ်ပါတယ်အခြားပြည်နယ်နဲ့တိုင်းနဲ့စာရင်နည်းနေတယ်ကျွန်တော်စကားတခုခဏခဏပြောပါတယ်ကျွန်တော်တို့ရဲ့စီမံခန့်ခွဲမှုအားကောင်းသွားကြည့်လို့နည်းနေတာမဟုတ်ဘူးအချင်းဒီအကြောင်းကြောင့်ကံကောင်းနေသေးတာမတော်တဆများပူးစမှုတအားကြီးအများကြီးဖြစ်လာရင်ဒုက္ခရောက်ရမယ့်လူတွေဒီချက်အများကြီးရှိပါမယ်အရေးကြီးဆုံးအနေနဲ့ကျွန်တော်အနေနဲ့ပြန်ပြီးတော့အထူးမြတ်တာရက်ခံတောင်းဆိုလိုပါတယ်ပြည်သူလူထု COVID-19 ဆိုင်ရာဆောင်ရွက်များကိုပူပေါင်းလိုက်နာပေးပါကျွန်တော်တို့ရဲ့ဒေသကျွန်တော်တို့ရဲ့ပြည်နယ်ကျွန်တော်နိုင်ငံမှာဖြစ်ပွားမှုတွေအတန်းနိုင်ဆုံးရောကြပြီးတော့ COVID-19 ကင်းစင်သွားတဲ့ COVID-19 နေပါသွားတဲ့နိုင်ငံဖြစ်ချင်ပါတယ်အဲ့လိုမျိုးဖြစ်ရင်တော့ခုနကလည်းသက်သာမျိုးတွေဆက်မှန်ကြိုးရအောင်မရှိတော့ဘူးလို့ကျွန်တော်အနေနဲ့ယုံကြည်ယူဆပါကြောင်းဖြေကြားလိုပါတယ်နော်ဖြေကြားလို့ဖြေကြားလို့ဆက်တော့ကျွန်တော်မြေခွင့်များတော်တော်လေးမေးထားတယ်ကျွန်တော်ရရင်အားနာပဲဟောပါတယ်ရုံးချင်နေမဟုတ်ဘူးဆိုတော့ပြီးတော့သိရှိပြီးတော့ဒီကြပြည့်ပြောတယ်ကျွန်တော်ရအောင်တည်နေပါတယ်ဒီစားပါတယ်ကျွန်တော်တခုတော့ဒီမလေးရှားတိုင်းကနေထောက်ခံစာရေးပေးလိုက်တဲ့အခါကကျမ်းမာရေးဟောပါတယ်ဒီရှိမရှိဆိုတာမပါဘူးဆိုတဲ့အားတော့အမှန်ပါတယ်တော့ပြီး နောက် comment ဆိုတဲ့အခါကကျွန်တော်တို့ဖတ်တော့ဆိုရင်သူတို့ဒီမလေးရှားမြန်မာနိုင်ငံတိုင်းရုံးကနေအလောင်းတင်တဲ့ကိစ္စမှာကျွန်တော်တို့က comment မရှိဘူးဆိုတဲ့အခါဖြစ်တယ်အဲ့ခါကျတော့ဒီအပေါ်မှာဒီကျမ်းမာရေးဌာနကနေပေါ့ဘာလို့ကြောက်နေကြလဲအဲ့ဒီကိစ္စကိုတစ်ချက်တော့ရှင်းပြနိုင်ရင်ဒီစကလုံးတွေမှာအတိအကျများစွာရှိပါတယ် no comment ဆိုတာ no comment ပဲထောက်ခံတယ်လည်းမပြောဘူးမထောက်ခံဘူးလည်းပြောကျွန်တော်နားလည်တာကျွန်တော်ပြောချင်တဲ့ဟာကဒီလိုရှိပါတယ်ဗျာဟုတ်ကဲ့ဒီသူတို့ကကျွန်တော်ဖုန်းကနေပဲတစ်ချက်ပြီးကြည့်ပြီးတော့ဆင်ပြီးပဲသူတို့ကဒီ TA ကိုundercheck ကနေအားလုံးဒီအလောင်းတွေရဲ့ကိစ္စမှာအားလုံးတောင်းနေတယ်ပေါ့နော်အဲ့ဒီကိစ္စပေါ်မှာမလေးရှားမြန်မာနိုင်ငံကနေ comment မရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ပြီးတော့အဲ့ဒီကိစ္စပေါ်မှာဒီကျမ်းမာရေးဌာနတွေကသူတို့တောင်းဖြစ်တာလေဒီကရှင်းနေတယ်ပါတယ်ကျွန်တော်တို့ကျမ်းမာရေးဌာနတစ်ခုကစိတ်ပညာအရပြောရရင်တော့ဒါကျွန်တော်နားလည်အောင်ပြောမယ်ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့တော့ဘယ်စိတ်ယုံကနေပြီးတော့ပြောထားတဲ့ဒီဆုံးကဘာအကြောင်းရင်းနဲ့ဆက်ဆက်မှုရှိတယ်လို့ကျွန်တော်ကလည်းကျွန်တော်အဲ့လိုပဲ online ရတယ်ကျွန်တော်စစ်လို့လားအဲ့တော့ဘယ်သူကနေဆက်သွားမယ်ဒီဖြစ်စဉ်ပေါ်မှာသူ့အနေနဲ့ no comment ဒီဖြစ်စဉ်မှာဘာမှကျွန်တော်ပြောတယ်ကန့်ကွက်ရမရှိပါဆိုတဲ့အိဗယ်ပဲပေါ့နော်ကန့်ကွက်ရမရှိပါဆိုတဲ့အိဗယ်ပဲဖြစ်ပါတယ်ဒီဥစ္စာကတော့ပုံမှန်နေပြောရရင်တော့
ပတ်သက်ဆက်ဖြစ်အောင်ရေးလိုက်တဲ့ဒီသားတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောပြပါမယ်ကျွန်တော်ဒီမတိုင်ခင်မှာစမ်းပြည်မှာဆက်ဆက်တော့စေအောင်ကြီးတောင်းယူခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နိုင်ငံခြားကနေပြီးတော့သမန်အုပ်စုရတဲ့တယောက်ကအင်းလေးဒေသမှာဆုံးပါတော့ဘာသာရေးရသူ့အနေနဲ့ postmortem examination မလုပ်လို့ပေါ့နော်ကျွန်တော်တို့လည်းအတက်နိုင်ဆုံးတော့ကျွန်တော်တို့ဒါရီအောင်ကိုအများကြီးစဉ်းစားခဲ့တာဒါပေမဲ့ဘာဖြစ်လဲဆို postmortem examination မလုပ်ရင်တည်ဆုံးရတဲ့အကြောင်းရင်းကိုတိကျစွာရေးပြီးလို့မရအဲ့ခါကျတော့အဲ့ဒီတန်မန်ဝင်သားပါပဲတန်မန်အကြီးတော်ပေါ့နော်သူစီမှာပေါ့အသက်အာမခံအားရတဲ့ကြောင့်ခုနက postmortem examination လုံးဝလာပြင်ခုနကတော့အသက်အာမခံရောကျွန်တော်ဆုံးသူတို့အသက်ရင်ခွဲစစ်ဆေးမှုကိုဆောင်ရွက်ခဲ့တယ်ဒါက death certificate လို့ပြောတယ်ကျွန်တော်တို့က death certificate ကကျွန်တော်တို့မမြင်အောင်ကျွန်တော်ခုနကပြောတာဖြစ်ပါတယ်အဲ့ဒါက death certificate နောက်တစ်ခုကဒီအချိန်မှာခုနက COVID-19 ကာလဖြစ်တဲ့အတွက်ကြောင့်အခုညီလေးခန္ဓာကိုယ်မှာ COVID-19 မရှိဘူးလို့ညီအာမခံတယ်မိတဲ့ညီလေးရောကျွန်တော်တို့မင်းဘူးအဲ့ပါကျွန်တော်ပြောပါမယ်ညီလေးရဲ့ခန္ဓာကိုယ်မှာ COVID-19 မရှိဘူးလို့အာမခံနိုင်လားကျွန်တော်စီမှာလည်း COVID-19 မရှိဘူးလို့အာမမခံနိုင်တဲ့အနေအထားတစ်ခုမှာ COVID-19 နဲ့ပတ်သက်ပြီးတော့ကိုယ့်နိုင်ငံတွေကိုပုံမှန်မမြင်ရတော့ပုံမှန်ရောက်မလာဘူးအတွက်ကိုတော့ကျွန်တော်တို့ကအငြင်းမပြတ်စဉ်းစားနေရမှာဖြစ်ပါတယ်ဟုတ်ချက်ပြရင်ကျွန်တော်ရဲ့အိမ်မှာရှင်းပါတယ်အဲ့ဒီကိစ္စမှာ procedure တွေလည်းမဖြေလို့မရဘူးဆိုရင်ကျွန်တော်တို့အားပေးခင်ပါတယ်နားလည်းပေါ့နော်ဒီရင်းပြီးတဲ့မိကုန်းလည်းကျွန်တော်တို့ကတော့အမျိုးမျိုးသောချင်းချင်းစဉ်းစားရမယ့်အပိုင်းတွေဖြစ်ပါတယ်နော်ကျွန်တော်တို့ကလေဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဒီကိစ္စကိုနောက်ဆုံးနေကျွန်တော်တို့ပြည်နယ်ဆော့ဖွဲ့ပြည်နယ်ဆော့ဖွဲ့တွေကိုလည်းပြန်ဆောင်တော့ဒီကနေပြီးဒီကိုချုပ်မှာလာပြောချင်တယ်ဒီစားဆိုပြပါပါတယ်ကျွန်တော်အဖွဲ့မှာပြောခဲ့တယ်လို့ပဲအဓိကဒီကျွန်တော်တို့မိသားစုမရှုတီဆုံးတဲ့ဟာနဲ့ပတ်သက်ပြီးတော့မီဒီယာတွေကလည်းဒါထက်ထက်ဝင်နေမေးမြန်းတဲ့အပေါ်မှာဒီပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကောဒီကျန်းမာရေးဌာနအနေနဲ့ရောကျွန်တော်အချုပ်မှုပိုင်းဆိုင်ရာပေါ့နော်ဥပဒေကြောင့်ပိုင်းဆိုင်ရာတောင်းရှိတဲ့အပိုင်းနဲ့ကျွန်တော်တတ်နိုင်တဲ့လောက်တော့ဖြေကြားခဲ့ပါတယ်ပြည့်စုံလုံလောက်မှုမရှိတာလည်းရှိနိုင်တယ်လိုရာနောက်ပိုင်းမှာရှိခဲ့ရင်လည်းကျွန်တော်ထပ်ပြီးတော့ဖြေကြပါမယ်နော်ကျွန်တော်အခုတွေ့ဆုံတဲ့အချိန်အတိုင်းအတာအခုတွေ့မှာမိကုံပေါင်းလုံးကြောင်းများစွာနဲ့ကျွန်တော်တို့အစိုးရဖွဲ့နေတဲ့ဖြည့်နေတာလည်းဖြည့်ပြီးပါပြီနောက်ပြီးတော့မြေပြင်မှာလည်းကွင်းဆင်းပြီးတော့ကျွန်တော်မိသားစုကိုနှစ်သိမ့်တာကျွန်တော်တို့ပြောပြနေတာလည်းပြောခဲ့ဆွေးနွေးခဲ့ပါတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ယဉ်ကျေးမှုပေါ့နော်ယဉ်ကျေးမှုမတူညီတဲ့ယဉ်ကျေးမှုတွေလည်းရှိပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ခံယူတဲ့ယဉ်ကျေးမှုနဲ့ကျန်တဲ့လူတွေရဲ့ခံယူတဲ့ယဉ်ကျေးမှုတွေမတူတာလည်းရှိပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကကိုယ့်ရဲ့မိသားစုဒီနာရေးကိစ္စဆိုကောင်းကောင်းမွန်မွန်နဲ့နောက်ဆုံးပြီးပို့စေချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီစကပုံလည်းရှိပါမတာတစ်ခေါက်ကြောင်း10ခေါက်နော်ကြောင်းသွားတာပဲဖြစ်ဖြစ်ဖះကြောင်းသွားတာဖြစ်10ခေါက်လောက်သွားတာတဲ့ဒီမတာအတုပါလေးတစ်ခေါက်ပို့လိုက်ရတာကပို့ပြီးတော့ဂုဏ်ရှိတယ်ပို့ပြီးတော့အမျက်နှာထားတယ်ကျွန်တော်တို့လူမျိုးတွေနော်ကျွန်တော်တို့လူမျိုးတွေကအဲကြောင့်ဒီဟာလေးကိုဖြစ်ဖြစ်မြောက်နဲ့မဖြစ်ဖြစ်နဲ့အဟံသာဖြစ်သွားတဲ့ပုံမှာအားလုံးစိတ်မကောင်းလည်းဖြစ်ကြတယ်ဟလာဒါကိုလည်းကျွန်တော်တို့ကဖြစ်ရှင်းတဲ့ဟာကတော့ဘယ်လိုပဲဖြစ်စဉ်ကတော့ဖြစ်သွားပြီလူတို့ရဲ့လိုလားချက်မိသားစုလိုလားချက်အတိုင်းလည်းအခုတော့အုပ်ကူသွင်းပြီးတော့ဒီအခမ်းအနားတော့ဖြစ်သွားပြီပေါ့ဒီအခါဖြစ်စဉ်မျိုးနောက်မဖြစ်အောင်ကျွန်တော်ကာကွယ်မယ်တားဆီးပြောဆိုမယ်အဲ့ဒါကိုလည်းမနေ့ကကျွန်တော်အာမခံခဲ့ပြီးပါပြီအခုနမေးတဲ့ထက်မှလည်းကျွန်တော်ပြောခဲ့ပြီးပြီဒီလိုမဖြစ်အောင်အခုနမျိုးနဲ့ကိုဗစ်ကော်မတီအဲ့ဒါမျိုးမှလည်းကျွန်တော်ထက်တိုက်တဲ့လူငယ်တွေလည်းထက်မယ်ဆရာတော်တွေလည်းထက်မယ်မျိုးပါတွေလည်းထက်ပြီးတော့ဖွဲ့စည်းမယ်လို့ပြောထားပြီးပြီအဲ့လိုသာဖွဲ့စည်းမယ်ဆိုတော့ဒီလိုဖြစ်စဉ်တွေလည်းနောက်အလားတူဖြစ်လာကြမရှိဘူးလို့ကျွန်တော်ပြောလို့ပါတယ်နော်နောက်ပြီးတော့ကျွန်တော်တို့လူငယ်တွေတောင်းဆိုတဲ့အတိုင်းမှာကျွန်တော်တို့ဒီဂုံသိက္ခာရှိစွာနဲ့ကိုယ့်ရဲ့ဒီနာယီကိစ္စဖြစ်တဲ့အချိန်မှာဒီအလောင်းကိုသေချာကူသွင်းမြုပ်နှံနိုင်အောင်အဲ့ဒါကိုလည်းတောင်းဆိုတဲ့အတွက်ကျွန်တော်အဲ့ဒါလည်းဖြစ်တယ်မနေ့ကပဲလက်တွေ့ပဲဖြစ်ရှင်တဲ့ဒီမှာနာရီတစ်ခုကိုကျွန်တော်ထန်တန်ကိုရအောင်ခွင့်ပြုချက်နဲ့သေချာလေးတွားခဲ့ပြီးပါပြီနောက်လည်းအလားတူ
ဖြစ်လာနိုင်သေးတာပဲပေါ့နော်အခုတော့မှဒီဟိုမှာအခုညနေပဲဒီမြို့ဟောင်းမှာအလောင်းတွေ့တယ်ဒါလည်းကျွန်တော်ဂူသွင်းဒီလိုလောက်ကြမှာပဲလေဆိုတော့ဒါတွေကတော့လူတွေဖြစ်လာတဲ့အတွက်မလွဲမသွေရှောင်လွှဲလို့မရတဲ့ကိစ္စတွေပါနောက်ဒီလိုအလားတူစိတ်နှောက်ရှက်ဖြစ်တာမျိုးကျွန်တော်ဆွေမျိုးသားချင်းတွေပဲဖြစ်မိသားစုဖြစ်ဒီလိုမျိုးအနှောက်ရှက်မဖြစ်အောင်ဟိုလေးတကြောနဲ့ဒီလိုမျိုးဖြစ်သွားလောက်အောင်ကျွန်တော်လည်းမဖြစ်အောင်အခုနဥပဒေစီကံလုံးထုံးလုံးနဲ့ညွှန်ကြားချက်တွေလည်းကျွန်တော်ပေးပါနော်ဆိုတော့အဲ့ဒါကြောင့်နောက်ဒီလိုအလားတူကတော့မဖြစ်တော့ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဒီဖြစ်စဉ်ပေါ်မှာလည်းအခုနဝန်ကြီးချုပ်ကလည်းကျွန်တော်တို့ statement ထုတ်မဲ့ဟာဝန်ကြီးချုပ်ကလည်းပြတယ်ကျွန်တော်ချင်းပြည်နယ်ဆော့ဖွဲ့နေလည်းတေချာစစ်စစ်ပြီးတော့မှ statement လေးထုတ်မယ်အဲ့ဒီဟာကိုလည်းစာရွက်တွေကျွန်တော်ပေးလိုက်ပါမယ်เนาะအဲ့ဒါကိုလည်းမီဒီယာမှာလည်းဖော်ပြနိုင်တယ်ကျွန်တော်ချင်းပြည်နယ် website မှာလည်းကျွန်တော်လည်းတင်မယ်เนาะဒါဒီကျွန်တော်ထုတ်တာတော့မှကျွန်တော်ရဲ့ထုတ်တဲ့နယ်ထင်တဲ့အတိုင်းတာပေါ့ဒါတွေလည်းပြည့်စုံတယ်လို့ကျွန်တော်မယူဆဘူးလိုအပ်ချက်တွေရှိချင်ရှိလိမ့်မယ်ကျွန်တော်လိုအပ်ချက်ပေါ်မှာကျွန်တော်ဒီလိုပဲမီဒီယာနဲ့ကျွန်တော်တို့တွေနဲ့လည်းပြည်သူကိုနားလည်အောင်သဘောပေါက်အောင်လည်းရှင်းပြပါမယ်အချိန်မျိုးကျွန်တော်လည်းဖုန်းဆက်လို့ရပါတယ်နော်ကျွန်တော်ဘယ်မီဒီယာကနေညကျွန်တော်24နာရီဖုန်းဖွင့်ထားတယ်အချိန်မျိုးမေးတဲ့အချိန်မှာကျွန်တော်ဖြစ်နိုင်တယ်လို့ဖြစ်တာခုနပြောလို့အစည်းအဝေးလုပ်နေတဲ့အချိန်ကလွဲပြီးတော့ကျွန်တော်မီဒီယာကိုမရှောင်ကျွန်တော်ချင်းပြည်နယ်ရဲ့သတင်းထုတ်ပြန်ရေးခေါင်းဆောင်လေးဖြစ်တယ်ဒီပြောရေးဆိုခွင့်လေးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကအခုနဘယ်ဟာကိုပဲဖြစ်ဖြစ်ကျွန်တော်ညာမီတလောက်ဖြစ်မယ်ကျွန်တော်မဖြစ်နိုင်တဲ့ဟာကြကျွန်တော်ဝန်ကြီးချုပ်ရဲ့ဟိုဟာကိုသဘောထားကိုရယူပြီးမဖြစ်မယ်အဲ့လိုလေးကျွန်တော်ဆုံးဖြတ်ထားပါတယ်နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်အချိန်ချင်းကျွန်တော်ဟိုပို့လဲလဲရင်းနဲ့ဆက်ဆံပြီးဟိုမေးပါလို့ပြောချင်တယ်နော်အားလုံးချင်းပြပါတယ်ဆိုတော့